ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များကိုကျမတို့ရဲ့ပိုပို Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ channel ကတော့ပရိသတ်များအတွက်ဇာတ်လမ်းကောင်းတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ channel တစ်ခုပဲဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်များနားဆင်ဖို့အတွက်အချစ်ချမ်းနဲ့မောင်ဆိုတဲ့ဇာတ်လမ်းလေးကိုအစားအနေအဆုံးထိတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးမစတင်ခင်မှာပရိသတ်များကကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါဦးနော်နောက်ထပ်တင်တဲ့ဇာတ်လမ်းကောင်းများစွာကိုသိရှိစေဖို့အတွက်လည်းဘေးနားနူတီခေါင်းလောင်းလေးကိုနှိပ်ပေးသွားကြပါအောင်ရှင်။ကဲဒါဆိုရင်တော့ဒီနေ့မှတင်ဆက်ပေးသွားခြင်းနဲ့အချစ်ချမ်းနဲ့မောင်ဆိုတဲ့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ရအောင်ပါရှင်။ဘာရှင်လိုမိန်းမများကျမကိုမယငယ်ဟုတ်လား။တေးလင်ကဒေါသစိတ်ရှက်စိမ်ကြောင့်ခေါင်းနဲ့တဆက်ဆက်တုံပြီးတော့ဒူးတွေကညှုတ်ခွေကြလို့မတည့်ဖြစ်လာရတယ်။ညီမရုပ်ရည်ညီမရဲ့အစင်တန်းနဲ့မင်းလက်ရထက်သားတဲ့ယောက်ျားရနိုင်ပါတယ်ညီမရဲ့အမမှာတော့အမယောက်ျားတယောက်ကိုပဲရွေးချယ်ခွင့်မရှိဘဲနဲ့ပေါင်းသိရမယ်ဇနီးမယားတယောက်မို့ညီမကိုအခုလိုလာပြီးတော့တတိပေးရတာပါရှင်ရများရှင်ယောက်ျားရဲ့အလုပ်ရှင်ကျမကိုအခုလိုဆွဆွဲတာကျေးဇူးကမ်းရကြမှန်းရှင်ကိုရှင်ရောသိရလားလောကကြီးမှာစံပေးလို့စီရတာပါညီမသူလည်းအလုပ်မှာစူးစမ်းတဲ့သူမို့အားကိုးရလို့ညီမကိုယ်တိုင်တောင်မှကားနဲ့ဟန်ဖုန်းအကောင့်စားတွေအမ်းပေးထားရမလားအခုညီမစီကိုလာမဲဆိုကြတဲ့အမယောက်ျားကိုညီမကုမ္ပဏီကနေအလုပ်ထွက်စာတင်ဖို့ပါတခါတည်းဆုံးဖြတ်ခဲ့ပြီးသားပါအမညီမလိုသူ့ကိုမတ်လောက်စရာအဆောင်ရောင်နေနဲ့ကိုယ့်ဘက်ရိုင်းအောင်မချုပ်နိုင်ပါဘူးဒါမဲ့အမတို့ကချစ်လို့လက်ထက်ယူထားကြတဲ့လင်မယားဖြစ်လို့မယငဲဆိုတဲ့ပြဿနာအမတို့မိသားစုလေးထဲမှာမရှိလာနိုင်အောင်တော့အမတားဆီးနိုင်ပါတယ်။ဘာရှင်ကျမကိုအကြီးစော်ကားလိုက်တာပဲ။ရှင်စကားတွေအတွက်တနေ့မှရှင်ကိုယ်တိုင်နောင်တရစေရမယ်ဒေါ်နေကြည်နုနု။အမတကယ်ပဲကြောက်ပါတယ်။ချူမြူချော့လူမဲ့မယငယ်စားတွေထက်အန်ဘီကုန်းလူမဲ့အန်ကုန်းလူမယငယ်စားတွေကိုပေါ့။ရှင်ပါစက်ကိုပိတ်ထားနော်။မဟုတ်ဘူး။ရှင်ယောက်ျားနဲ့ကျမဘာမှမဆိုင်ဘူး။ကျမကိုအဲ့လိုမဆွဆွဲနဲ့။ဟဲ့လင်ကတငယ်ချင်းတတိထောင်းလေနေအိမ်မဆိုးတွေမက်နေရလားတကယ်လေအိမ်မဆိုးကနေနိုးထလာတဲ့အလင်ကတယောက်ချွေးသီးချွေးပေါက်တွေကျလာပြီးတော့အခုလောလောလတ်လတ်ဖြစ်ပျက်ခဲ့တယ်လို့တုံရင်ရှက်ရွံ့နေမိသေးပါငါအဲ့ဒီမိန်းမနဲ့အဲ့ဒီကောင်ကိုတခုခုပြန်လို့ရမှာကျေနပ်မယ်ညကြရန်ညအိမ်မဖြောင်းတဲ့ထီအောင်ရှက်ရွံ့ခံပြင်းနေတဲ့တငယ်ချင်းဖြစ်သူကိုညကြရန်ကတော့ချွေးစေးတုပ်ပေးဖို့တပတ်တစ်ထဲနဲ့အတူရေတစ်ခွက်ကမ်းပေးလိုက်တယ်။ဒါပေါ့အလင်ကရဲ့အဲ့လိုကျေးစွတ်တက်တဲ့အတန်းစားတွေကိုအစ်စ်မတူတိုင်းရှင်မဖြစ်ချင်လို့ခွင့်လွှတ်လိုက်မယ်ဆိုရင်နောက်ကိုဒီထက်ပိုပြီးတော့ရောင်းတက်လာနိုင်တာပေါ့။အခုတောင်မှမတန်မရာဆွဆွဲပြီးတော့မရက်ကြီးခုံစားနေတဲ့မိန်းမရဲ့ပါဇက်တစ်ပေါက်ကနေ့ရဲ့တိတ်ခါကိုလူပနှစ်ယောက်ရဲ့နားတွေကိုခြံနှင်းပြီးလောက်ပြီလေအလင်ကငါဘလို့တုံ့ပြန်တင်လဲမြကြရှင်းနေတာပဲလေအစွမ်းအစရှိတဲ့ယောက်ျားတစ်ယောက်ရှိထားတဲ့မိန်းမသူ့ယောက်ျားသူ့ထက်အရေးချင်းနှိမ့်ကြတဲ့မိန်းမတစ်ယောက်ကိုငါမရက်ကြီးလို့ဂုံစားတာခံတာနိုင်ပေမဲ့နင့်လိုသူတို့လင်မယားထက်အဆဆရရမှာတာတဲ့မိန်းမတစ်ယောက်ကိုသူ့လိုကိုလက်အောင်ငယ်သားမရလာပြီးတော့သူကမှမရက်ကြီးပါလို့ဂုံစားခံရတာတော့နင်ပြောညံ့ပြီးတီးခံတက်လွန်းလို့ပဲကြဗျာငါသာဆိုရင်အဲ့ဒီမိန်းမကိုလေအဲ့ဒီနေရာမှာနေပါရှိစိတ်ကွဲအောင်ရိုက်ပြီးတော့တန်ရစကားပြောတတ်ဖို့သင်ပေးခဲ့မှာတကယ်လဲညီကိုမောင်နှမမရှိတဲ့တူးဒီသောသမီးတေးအလင်ကရဲ့အားနည်းချက်ကတော့ကိုဝန်တန်းတွေကိုမောင်နှမရင်းချတွေလို့ကိုရဲ့စိတ်ရင်တိုင်းဆက်ဆံတတ်တာပါပဲအလုတ်မကြိုးစားသူကိုစီကံတင်းကျပ်တတ်တဲ့လောက်အလုတ်ကြိုးစားတဲ့ဝန်တန်းဆိုရင်တော့အပြစ်မမြင်စရန်လိုရာထပ်ပို့ပြီးတော့ချီးမြှောက်တတ်တဲ့အလုတ်ရှင်မျိုးကအလင်ကပါအလင်ကမေ့နေတာကသူကိုယ်တိုင်အရွယ်ရှိသေးတဲ့အပြိုအလွတ်မိန်းကလေးအလုတ်ရှင်တယောက်ဆိုတာပါပဲမင်းလက်ရာကိုအလင်ကဟန်ဖုန်းနဲ့ကားဝယ်ပေးခဲ့တာလေဝန်တန်းကောင်းတယောက်အတွက်အရှိသဖြင့်စူးစမ်းကြအောင်အလုတ်ရှင်တယောက်ကထောက်ပံ့ပေးထားတဲ့သဘောပါပဲငါသူ့ပေါ်မှာဘာမယိုးမသားစိတ်မှမရှိတာကိုသူ့မိန်းမနားမလဲတောင်မှမင်းလက်ရာရှင်းပြပြီးငါ့ကိုလာတောင်းပန်ခိုင်းတဲ့နယ်မဟုတ်ဘူးလားမြကြဒါကလည်းရှင်းနေတာပဲအလင်ကရဲ့မင်းလက်ရာကိုယ်တိုင်ကသူ့ကိုယ်သူအထင်ကြီးပြီးတော့နင်သူ့အပေါ်ကိုတိတ်ညွတ်နေတယ်လို့သူ့မိန်းမထင်တာကိုကျေနပ်တိုင်ရနေပြီးတော့
မရှင်းပြလို့ပေါ့ဟဲ့ဒါမဲ့ငါ့ကိုတောင်းပန်လိုက်ပြီးတော့ငါအလုပ်တွေကိုဒီထက်ပိုပြီးစူးစမ်းပေးမယ်ဆိုရင်သူ့အတွက်အခုထက်တောင်ငါစီကချွေစားလို့ရနေမှာမဟုတ်ဘူးလားများကြာနင်ကအန်းစောတာကိုအလင်ကရဲ့သူတို့လိုလူစားတွေရဲ့အုံနောက်ကဒီပစ္စည်းတွေဘန်းပြပြီးတော့နင့်စီမှာရက်ရှည်လာများကျေးဇူးတည်နဲ့အလုတ်လုံနေရအောင်မဲ့အစားရှာပြီးသားဟာကိုနင်ပြန်မသိရလောက်အနိုင်ပိုင်းပြစ်လိုက်မယ်ဆိုတော့ပစုံအုံနောက်လောက်ပဲရှိတာနင့်ကုမ္ပဏီအတွင်းရေးတွေကိုဖောက်ချပြီးတခြားကုမ္ပဏီတစ်ခုမှတွားရောင်းစားလိုက်ရင်နင်ရိုးရိုးသားသားထက်ချွေဦးမဲ့စုတွေလောက်ကတော့အตาလေးပေါ့ဟဲ့အလင်ကတောက်တစ်ချက်ပြင်းပြင်းခောက်လိုက်မိတယ်မင်းလက်ရကိုနင့်စီပြန်လာဖို့မျော်လင့်နေသေးတာကနင့်အမားပဲတကယ်ချင်းဟာဘာလဲငါသူ့ပေါ်မှာအားကိုးရတဲ့ဝန်ထမ်းတယောက်ထပ်ပူပြီးတကယ်ဘာစိတ်မှမရှိဘူးနော်မြကြဆွဆွဲခံရလို့အလင်ကကိုယ်တိုင်တောင်မှမင်းလက်ရကိုဖီပါအပေးလွန်ခဲ့သလားလို့စဝေစဝါဖြစ်လာမိတဲ့အထိပါပဲအခုနောက်ဆုံးညရီခရီးတီသူ့ကိုခေါ်ဖို့လှုပ်လိုက်တာလေကုမ္ပဏီကမိန်းကလေးဝန်ထမ်းပေါ်တွေပါတယ်ဟာပြီးတော့ငါ့ကိုရှင်းပြနေဖို့မလိုအလင်ကငါနင့်ဘက်မှာအမြဲရှိမဲ့သူနင်မင်းလက်ရကိုတာယာမိရင်တောင်သူနဲ့အတူမအိပ်ဘူးသေးသေး၍နင့်ကိုမယံငဲလို့အဲ့ဒီမိန်းမဆွဆွဲခွင့်မရှိဘူးနောက်ဆုံးအိပ်ပဲအိပ်ဘူးခဲ့အောင်ဟာနင်တကယ်လို့ချင်းအဲ့ဒီမိန်းမကိုခွာချခဲ့ပြီးတော့မရက်ကြီးနေရာကိုယူလိုက်နိုင်တဲ့အခြေအနေမှာနင်ကရှိပြီးသားပဲအဓိကပြဿနာကနင်အပြိုကြီးဖြစ်နေတာအဲ့ဒီမိန်းမနင့်ကိုဂုံစာဆွဆွဲဖို့အကောင်းဆုံးအားနည်းချက်ဖြစ်နေတာပဲမင်းလက်ရထက်သားတဲ့ယောက်ျားတယောက်ယောက်ကိုချက်ချင်းကောက်ယူပစ်လိုက်စမ်းမအလင်ကရဲ့အသက်30ဝန်းကျင်ဆိုတာလုံးဝမငယ်တော့တဲ့အရွယ်နော်တကူမရှိတဲ့ဖះအလံမရှိတဲ့ယထာလင်မရှိတဲ့မယားမတင့်တယ်ဘူးတဲ့အဲ့ဒါအဓိကမဟုတ်ဘူးမြကြငါဘာငါအိမ်တောင်အပူမရှိဘဲနဲ့ထက်ထက်မြက်မြက်လွတ်လွတ်လပ်လပ်ရှိနေတာကိုငါမှလင်သားမရှိဘူးဆိုတိုင်းနေကြီးနုနုလိုအစင်လောက်ကလာပြီးတော့ဇွတ်မယံငယ်ဇက်သွင်းတာမှအဓိကပြဿနာသူတို့တခုခုလက်တော့မပြန်ရမချင်းငါအိမ်မဆိုးတွေတည်းကနိုးထနိုင်အောင်မဟုတ်ဘူးအေးဟုတ်တယ်လေအဲ့တော့နင်ဘာလုပ်မယ်စိတ်ကူးလဲမရက်ကြီးဖြစ်ချင်တဲ့ယောဂတိတ်ထနေတဲ့အဲ့ဒီမိန်းမကိုသူ့အစ်စ်နဲ့တန်ရတန်းညှိစရာမရငယ်တယောက်တကယ်ပဲဖန်ဆင်းပေးရမှာပေါ့မြကြဟင်ဘလို့ပြောတယ်အလင်ကထပ်မရှင်းပြတော့ဘဲနဲ့အေးစိတ်နံနေတဲ့အပြုံးတစ်ခုနဲ့အတူအိယာပေါ်ပြန်လဲချလိုက်တယ်မြကြနဲ့အတူစိတ်ပြေလက်ပြောက်ထွက်လာမိတဲ့ချောင်းသားရဲ့လေးနူအေးကဘန်ဂလိုရဲ့တရုတ်ကမှန်ပြားတွေကြားကနေတဆင့်အခုမှအလင်ကရဲ့ကိုယ်ပေါ်ကိုညှင်းသွဲကြားရောက်လာတယ်ရှင်အခုခြေလမ်းနေမမှန်တော့တယ်လို့ပဲမင်းလက်ရဘာလဲမင်းငါ့ကိုဘယ်မိမနဲ့ထပ်ပြီးတော့ဆွဆွဲအောင်မလို့လဲရင်နေကြည့်မင်းကြောင့်တဲအလင်ကလို့ရှူကအလုတ်ရှင်စီကနေငါလဲထွက်ခဲ့ရပြီအခုရောမင်းငါရဲ့တက်လန်းကိုဘာတွေချုပ်ချယ်ခြင်းနေသေးတာလဲဘာရှင့်တက်လန်းဟုတ်လားယောက်ျားဆိုတာမိသားစုဘဝတိုးတက်ဖို့ကိုယ့်ရဲ့အစွမ်းစားနဲ့ကိုဥဆောင်ပြီးတော့စူးစမ်းရမှာလေရှင်အခုထမိန်နာခိုစားခြင်းစရာမိမအန်ကုံတယောက်ထက်တွေ့နေပြန်ပြီမလားမင်းလက်ရဟာတော်တော်မိုက်ရိုင်းနေမိမကဲဟာကောင်းလေထွက်သွားအောင်ဖြန်ကနေရိုက်ခံလိုက်ရတဲ့ဘာပြင်ကိုကိုင်ရင်နဲ့နေကြီးနုနုရဲ့အံ့ဩမှုတွေကအတိုင်းစားမရှိပါဘူးရှင်ကျမကိုရိုက်တယ်ဟုတ်လားအေးရိုက်ရုံနဲ့မကအောင်မင်းလိုကိုယောက်ျားရဲ့တက်လန်းကိုမနာလိုပြီးကိုယ်တိုင်ကြတော့ကုံစုံဆိုင်လေးတစ်ဆိုင်ဖွင့်နိုင်ရုံအဆင့်ကနေဘတော်မှတက်မလာတဲ့မိန်းမကိုကွာရှင်းရင်ရှင်မရှင်းရင်အသေးသက်မီကွာနားလေလားဘာရှင်ကအခုတော့ဒီစကားပြောပြီပေါ့လေဟုတ်လားအေးလေပြောမှာပေါ့ရှင့်ဟာမတွေလို့မှကျမရှင့်ကိုမအမ်းနိုင်အယောက်မတင်နိုင်တာကျမတက်နိုင်တာဒီလောက်ပဲဆိုတာတော့ကျမနဲ့မယူခင်ကလေးကရှင်သိခဲ့တာပဲဘယ်ချိန်ကစပြီးအခုလိုပြောင်းလဲသွားမှမသိတဲ့ခင်မွန်းဖြစ်သူကိုကြည့်ရင်နဲ့ပါပေါ်ကနာကျင်မှုထက်အသေးတဲ့ကတဝန်တူဝမ်းနဲ့မှုကပိုပြီးနာကျင်နေရတဲ့နေကြီးနုနုပါမင်းစကားတွေကငါ့ကိုစော်ကားပြီးရင်စော်ကားနေတယ်ဆိုတာမင်းကိုယ်တိုင်သဘောပေါက်ဖို့လိုပြီနော်နေကြီးငါဘာမှမလုပ်ပဲမိမထမိန်နာခိုးစားမယ်ယောက်ျားမဟုတ်ဘူးငါအစွမ်းစားကြောင့်မိမတွေရတာသူ့အလိုလိုငါ့ကိုမြောင်းလာပေးကြတာငါအရေးချင်းကြောင့်လောက်ခထက်ပိုတဲ့အရာတွေအမ်းကြတာမင်းသာအေးစစ်စစ်နေတတ်မယ်ဆိုရင်
ရက်ကြီးနေရနေငါရှာသမျှကိုခေါင်းမော်ပြီးတော့တုံးဖြုံးနေုံပဲနေကြီးနုနုခုနကထပ်ပိုးပြီးအံ့ဩနာကျင်မှုနဲ့အတူမင်းလက်ရမျက်စိရှိတက်တဲ့ဇက်ကနေတွားရက်လိုက်တယ်ကျမမရက်ကြီးလို့ဆိုတော့အခုရှင့်မှာမရက်ငယ်ရှိနေပြီဆိုတာကိုဝန်ခံလိုက်တဲ့သဘောလားမင်းလက်ရနေကြီးရဲ့အကြည့်တွေကိုတဲ့ရင်မဆိုင်မနဲ့ခေါင်းကိုတစ်ဖက်ကိုလွှဲလိုက်တယ်အေးဟုတ်တယ်ကွာအဲ့တော့ဘာဖြစ်လဲမင်းသူ့ကိုတရားဆွဲပြီးတော့ငါရဲ့တက်လန်းအောင်ပါရိုက်ချိုးမလို့လားမရအောင်တော့နေကြီးအခုတယောက်ကတေးလင်ကလို့သူ့တိတ်ခါအတွက်မင်းဆွဆွဲသမျှကိုငြိမ်ခံပြီးတော့အေးစစ်စစ်နဲ့နောက်ဆုတ်သွားမယ်မိမမဟုတ်ဘူးသူ့ကိုတစားထင်မင်းကိုနှစ်ဆပြန်ထိမယ်မိမမျိုးနေကြီးသွေးတွေတရရိပ်ထိုးတက်လာတာကြောင့်နှစ်ထင်ကိုလက်မနဲ့ထောက်ပြီးယောက်ျားဖြစ်သူရဲ့မျက်လုံးတွေကိုဒုတိယအကြိမ်ထပ်မံပြီးတော့တဲ့ရင်ဆိုင်ကြည့်လိုက်တယ်ယောက်ျားမိမတို့မချမ်းသာရင်နေပါစေမိမတို့ကတရားဝင်လင်မယားတွေလေးယောက်ျားရဲ့မိမတို့ချစ်ခဲ့ကြတဲ့အချိန်ကိုငဲ့ညာပြီးယောက်ျားသူ့ကိုအဆက်ဖြတ်လိုက်ပါနော်ယောက်ျားမိမယောက်ျားကိုခွင့်လွှတ်နိုင်ပါတယ်ပြင်းထန်တဲ့ဒေါသတွေနဲ့ရင်ဆိုင်ရတော့မယ်လို့ထင်ထားမိတဲ့မင်းလက်ရာကမိမဖြစ်သူရဲ့လေပြေထိုးလာတဲ့စကားကြောင့်ပင်သက်တစ်ချက်ကိုမတိမတာချလိုက်မိတယ်ချက်ချင်းအဆက်ဖြတ်ဖို့တော့ဘလို့မှမဖြစ်နိုင်ဘူးမိမကိုအချိန်နဲ့တော့ပေးပါကိုဘဝရဲ့တက်လန်းနေအတွက်အချိန်အတိုင်းအတာတစ်ခုထိတော့မင်းကိုလေကလေးတစ်ခုလိုပဲအသုံးချရအောင်ပါပဲယောက်ျားသူ့ကိုတကယ်မချစ်ဘူးမလားယင်မင်းလက်ရရဲ့လက်မောင်းနှစ်ဖက်ကိုကိုင်းလုပ်ပြီးမျက်နှာကိုမောကြည့်ကမျောလင်းတကြီးမေးနေတဲ့နေကြီးရဲ့မိကွန်းအတွက်မင်းလက်ရမှာတော့အဖြေအတိအကျမရှိဘူးငယ်ရွယ်သွက်လက်လဲဝဲထက်မြက်ပြီးတော့မင်းလက်ရအပေါ်မှာအလိုက်တိလွန်နဲ့တိမ်ပကြီးရဲ့မျက်နှာကအတွေးထဲမှာပြန်ပေါ်လာတယ်ဒါမဲ့နေကြီးကတရားဝင်ဇနီးမယားဆိုတဲ့အသိစိတ်ကိုမင်းလက်ရမေးလျော်ထားလို့လည်းမဖြစ်ပါဘူးကိုကနေကြီးကိုချစ်လို့တရားဝင်လက်ထပ်ယူထားတဲ့နေကြီးရဲ့ခင်မောတယောက်ပဲကျန်တာခရီးတစ်ခုမှာကိုချထောက်ပြီးတော့ကျုံလို့ဝင်စည်းတဲ့ရေအိုင်နေလို့ပဲမှတ်ထားပေးပါနေကြီးမိမသားတွေကြားလာအောင်အပြောကောင်းခြင်းရလဲဖောက်ပြန်တတ်တဲ့ယောက်ျားတွေရဲ့အားသာချက်ဖြစ်ပြီးတော့ယုံလွယ်လို့မချော့ခင်ကပျော့သွားတတ်ကြခြင်းကလည်းဖောက်ပြန်ခံရတဲ့မိမသားတွေရဲ့အားနည်းချက်ပါပဲချော့လေးနော့လေးငိုခြင်းရဲ့လက်တိုးဆိုတဲ့မိန်းကလေးတွေရဲ့သဘာဝအတိုင်းနေကြီးနုနုကတော့ရင်ပွင့်လက်ကမ်းကျိုးနေတဲ့မင်းလက်ရာရင်ခွင်ထဲကိုခေါင်းတိုးဝှေ့ပြီးတော့တသိမ့်သိမ့်ငိုရှိုက်နေတယ်အခု UKN လုပ်ငန်းစုကအနံမဲ့ Mini Market Construction ကိုစောက်လုပ်ခွင့်ဈေးနှုန်းလေးလံစတင်ပါပြီခင်ဗျအဖွင့်ဈေးနှုန်း3,500ပါခင်ဗျမဟာစောက်လုပ်ရေးကုမ္ပဏီမှာ3,49,500ပါ3,400ခွဲအထက်လေးလံဝင်ဆွဲနေတဲ့ကုမ္ပဏီတွေတစ်ခုပြီးတစ်ခုပြီးသွားတဲ့အချိန်မှာဘေးရစက်ကထရီကိုတေးကပြမျက်ရည်ပြလိုက်တယ်။ Golden Triangle ကုမ္ပဏီမှာ3,400တိတိပါအတန်တချို့ကကျွတ်စီထွက်လာပြီးတော့3,500ကိုတခါတည်းချလိုက်တဲ့တေးကပြကိုအကြည့်အမျိုးမျိုးနဲ့စူးစမ်းလာကြတယ်။3,400တစ်ကြိမ်3,400နှစ်ကြိမ်3,400 Rainbow ကုမ္ပဏီမှာ3,3,900ပါလီလန်ဟောတစ်ခုလုံးဟာကနေဟင်ကနေဖြစ်ပြီးတော့ခုနကတေးလင်ကာစီမှာရက်သွားတဲ့အာယုံက Rainbow ကုမ္ပဏီပိုင်ရှင်ဘက်ကိုရောက်သွားကြတယ်။ဘေးက Secretary ပိုးယုံကတေးလင်ကာဘက်ကိုလှည့်ပြီးတော့မျက်လုံးတွေနဲ့တိုင်ပင်လာတာမို့တေးလင်ကာလည်းခေါင်းခါပြလိုက်တယ်။ဈေးနှုန်းကဘလို့မှအမျက်ဆုံးမရှိနိုင်တော့တာမို့တေးလင်ကာလက်လျှော့ဖို့ပဲဆုံးဖြတ်လိုက်တယ်။3,3,900တစ်ကြိမ်3,3,900နှစ်ကြိမ်ကျွန်တော်တို့ CB ကုမ္ပဏီကရှေ့က Golden Triangle ကုမ္ပဏီကိုကြွေပြားစပွန်ဆာ3,500ပူးပေါင်းပါတယ်ခင်ဗျ Golden Triangle လေးလံစီ3,300ပါဝေါမအားလုံးရဲ့အန်အော်တကြီးအမေရိကန်နေနဲ့အတူတေးလင်ကားရဲ့အန်အော်အကြည့်တွေကလည်းအလင်ငါတို့ကုမ္ပဏီကိုမှစပွန်ဆာပေးမယ်ဆိုတဲ့အတန်ရှင်ရဲ့ဘေးက MDC ကိုကြားရောက်သွားတယ်အဲ့ဒီကစပြီးတော့အလင်ကရင်ထဲတီထိုးပေါက်နိုင်တဲ့ထက်မြက်ဆူရှာတဲ့မျက်ဝန်းတစုံပိုင်ရှင်ထွန်းသစ်စာနဲ့တေးအလင်ကာတို့တွေ့ခဲ့ကြတာပါ Congratulations မတေးအလင်ကာ Congratulations thanks ပါကိုထွန်းသစ်စာကျွန်တော်ကိုတက်မခေါ်ပါနဲ့ကျွန်တော်က
မထန်ခဲ့ပါတယ်ဗျဟုတ်ကဲ့သိပါတယ်ဒါမဲ့လေးစားသမှုနဲ့ကျွန်တော်ကမစီကလေးစားမှုကိုမလိုချင်ဘူးချစ်ခင်ရင်းနှီးမှုကိုပဲလိုချင်တာပါအပြောဆိုပွင့်လင်းရဲတင်းလွန်းတဲ့သူကြောင့်တေးလင်ကမျက်နှာနဲ့ထားရခတ်သွားမိတယ်မရှက်ပါနဲ့တကယ်ပါနောက်အရှိသဖြင့်လက်တွဲကျင်မိတဲ့ပါတနာတွေမို့ကြိုပြီးတော့ request လုပ်တာပါဟုတ်ပါပြီဒါဆိုဘယ်လိုခေါ်ရမှာလဲမောင်လို့ရှင်မခေါ်နိုင်နေပါကိုတက်မခေါ်ရင်ပြီးရောလေအဆင်ပြေတယ်လို့ခေါ်ပါဗျာကဲစားစရာတွေအေးကုန်တော့မဲဗျသုံးဆောင်ကြရအောင်မလီလံပွဲအပြန်ရင်းနှီးမှုယူရင်နဲ့ restaurant တစ်ခုမှာအတူလာစားဖြစ်တဲ့နေ့လယ်စာကတေးလင်ကားကိုတော့ကတွင်မတွေ့စေပါဘူးမခုံစဘူးတတိတိမြည်နေတဲ့အလင်ကားရဲ့ရင်ခုန်တန်တွေကြောင့်ရင်ခတ်နေတယ်ထင်ပါတယ်မင်းနဲ့တိုးယောက်ျားမင်းလက်ရဘယ်စင်ရောက်နေကြပြီလဲဟာဆင့်ရဲ့မိကုညာဘာကြီးလဲကိုယောက်ျားကိုမမေးကြည့်ဘူးလား तू ကတော့လုပ်ငန်းကိစ္စရှိလို့ပဲပြောတာပေါ့အဲ့လောက်ပြောပြရင်အဲ့လောက်ပဲတိထားလိုက်လေဒီလိုမိကုံကိုဒီလိုလေတန်းနဲ့အမေးခံရမယ်လို့မထင်လို့စစ်ချင်းတဲ့နေရာကိုလာတွေ့ပေးတာပကြီးအဲ့လောက်မအောင်သွားရမယ်စပွဲဘွားစလင်ဘက်အိတ်ကိုယူပြီးအေးဆိုင်ထဲကနေထထွက်သွားဖို့ပြင်နေတဲ့တိမ်ပကြီးရဲ့လက်ကိုနေစီနုနုကထိုင်နေရာကနေဖြက်ကနေလမ်းဆွဲပြီးတော့တားလိုက်တယ်မင်းအားတဲ့အချိန်ကြီးကဒူးယောက်ျားနဲ့ဟိုတယ်တူသွားအိတ်ဖို့ပေးလိုက်ရလို့လားဘာရှင်တိမ်ပကြီးပြန်မေးလိုက်တဲ့အတန်ကအနှဲငယ်ကျဲသွားတာမို့အေးဆိုင်ထဲကလူတချို့လှည့်ကြည့်လာကြတယ်စကားကိုတူတူပြောပါတိမ်ပကြီးရှင့်လို့သူများသားသမီးပြိုကိုယောက်ျားနဲ့မဟုတ်တရုပ်ဆွဆွဲပြီးတော့ဇွတ်မရက်ကြီးခုံစားနေတဲ့မိန်းမများရှက်တက်သေးရဲ့ပေါ့လေဟုတ်လားဆိုင်ထဲကလူတွေကမတိမတာနေတိတိတတာလှည့်ကြည့်လာကြတာမို့နေကြီးနုနုကမျက်နှာပဲထားမှမသိဖြစ်နေပါတယ်မင်းကိုအေးစစ်စစ်ဆွေးနွေးရအောင်လို့ပြောနေတယ်လေတိမ်ပကြီးရှင်ကပျော့ပျော့လေးနဲ့နန်းနဲ့ကြောင်ကြီးပဲစင်ရဲ့အေးစိမ့်နိုင်မှာပေါ့ဘာလဲပကြီးရဲ့ချမ်းသာကြွယ်ဝမှုတွေကိုသိလို့စစ်ယောက်ျားကိုတိုးတိုးလက်သိပ်ထိုးပြီးတော့6ရောင်းကျင်တာလားဒါမှမဟုတ်6ရောင်းကျင်တာလားလို့လေပြောပါလူသိရှင်ကြပေါ့ရှင်သမိုင်းကိုပကြီးကြားဘူးပြီးသားပါနေကြီးနူးနူးရဲ့မျက်နှာဖြက်ကနေအရိုက်ခံလိုက်ရသလိုပူထူပြီးတော့ဆက်ပြင်းသွားတယ်ဒီမှာချစ်လို့ယူထားတဲ့တရဝင်မယားတယောက်အနေနဲ့နေ့ရဲ့ပိုင်ဆိုင်မှုကဘလောက်ကြီးပဲရှိနေပါစေငါယောက်ျားရဲ့လက်မောင်းတစ်ဖက်လောက်တောင်ငါအတွက်အသုံးမဝင်ဘူးဟဲ့သိလားအဲ့ဒါဆိုဘာလို့ပကြည့်လို့အစင်တန်းအသက်အရွယ်နဲ့အလှပရှိတဲ့မိန်းကလေးတယောက်နဲ့အတူတူအလုတ်တွဲလုတ်ခိုင်းနေသေးလေစိတ်မချရင်လည်း24နာရီတော့နဲ့ခတ်ပြီးတော့အာဂရင်းနဲ့ကိုငုံထားလိုက်လေစစ်ရဲ့မင်းမရိုင်းလိုက်လားတိမ်ပကြီးပြောင်းပြန်မပြောနဲ့နော်စစ်မရင်ကြီးတာရှင့်လေသူများသားသမီးပြိုကိုယောက်ျားနဲ့များငါအတင်းဆွဆွဲနေပါတယ်လို့နင်ကပြောင်းကြီးရောမလို့လားဒီမှာငါယောက်ျားငါ့ကိုနင်နဲ့သူဖောက်ပြန်မိကြောင်းဝန်ခံပေးသွားပြီဟဲ့ငါနင့်ကိုမိကောင်းဖခင်သားသမီးမှတ်လို့ခဏလေးစစ်အားလုံးပဲကျေးဇူးပြုပြီးတော့ပကြီးနဲ့ရွယ်တူညီမသားချင်းအပြိုရွယ်လေးတွေရှိရင်နှိုင်းပြီးတော့ကိုချင်းစာပြီးဖုန်းလေးတွေနဲ့ record ယူပေးထားဖို့တောင်းပန်ပါတယ်ရှင်ပကြီးမတရားမှုတစ်ခုကိုရင်ဆိုင်နေရလို့ပါတိမ်ပကြီးကသူ့လက်ထဲကဖုန်းကိုလည်းချက်ချင်းကင်မရာဖွင့်ပြီးတော့မြင်ကွင်းချိန်ချလိုက်တယ်ဆိုင်ထဲကလူတချို့ကလည်းဖာတိဖာတာနေကြပေမဲ့တချို့ကြတော့လေဖုန်းတွေမြှောက်ပြီးနေကြီးနုနုနဲ့တိမ်ပကြီးရဲ့ဘက်ကိုတိတိတတာပဲကင်မရာဖွင့်ပြီးရိုက်လိုက်ကြတယ်နေရများသူများယောက်ျားကိုလည်းစလိုက်ကြော်သေးတယ်နေရပဲမဟုတ်တရုပ်ဆွဆွဲခံနေရတယ်လို့အရှက်မရှိ social network ပေါ်တင်အောင်မယ်ပေါ့လေဟုတ်လားလှုပ်လိုက်စမ်းပါငါမင်းလက်ရရဲ့တရုံဝင်မရစစ်စစ်နင့်လိုစီးစိမ်ဥစ္စာဘန်းပြပြီးတော့သူများနေကိုလူနေတဲ့အန်ကုန်မဟုတ်ဘူးစစ်မကိုမင်းလက်ရနဲ့ကျမတို့ဘလို့ပတ်သက်ကြောင်ဘာသက်တွေရှိလို့လဲတနာစပွဲပုံစံနဲ့အခုထိပြောင်းရင်းနေတဲ့တိမ်ပကြီးကိုကြည့်ပြီးနေကြီးနုနုကတော့အသားတွေတဆက်ဆက်တုံအောင်ပဲဒေါသထွက်လာတယ်နင်တို့မိန်းလန်းကိုရ New World Hotel မှာဖြစ်ချင်တိုင်းတွားဖြစ်နေတာတွေနင်ကိုဝင်ရမှာဆိုလို့ငါယောက်ျားကိုတားစီးတွေဝယ်ခိုင်းတာစငါအားလုံးသိပြီးပြီဟဲ့အဲ့ဒါဆိုပကြီးကအပြိုနာမည်ခံပြီးစစ်ယောက်ျားနဲ့အတူတူအိပ်ဖူးတဲ့မိန်းကလေးဆိုတာစစ်အတွက်အရန်တေချာသွားပြီပေါ့
နေစီပြောပြတဲ့တက်တွေကြောင့်ရှက်ရွံ့ငြိမ်သက်သွားမယ်လို့ထင်လိုက်တဲ့တိမ်ပကြီးစီကနေတုံ့ပြန်မေးခွန်းနေကြောင်းအမှန်တကယ်ပဲမင်သက်ဆွတ်အားသွားရသူကတော့နေစီနုနုပါပဲအားလုံးကြားတဲ့အတိုင်းပါပဲရှင်ပကြီးညင်းနေတဲ့ကြောင့်သူ့ယောက်ျားနဲ့ပကြီးဘလို့ပတ်သက်တယ်လို့လူသိရှင်ကြောင့်ဆွဆွဲပြောဆိုနေတဲ့သူကသူ့မိန်းမကိုယ်တိုင်ပါပဲအဲ့တော့စစ်စကားမမှန်ရင်ကျမကိုလူပုံအလဲမှာမဟုတ်တန်းတရားဆွဆွဲတိတ်ခါချမှုနဲ့စစ်ကြေးတဲ့ကိုအောင်းရမယ်နော်စစ်စကားမှန်တော့ကျမလင်ခိုးမှုနဲ့ထောင်ထမင်းစားပေးမယ်ဒါမဲ့ကျမတယောက်တည်းသွားရမှာတော့မဟုတ်ဘူးနော်စစ်ကိုယ်တိုင်ရှာထားပါတယ်ဆိုတဲ့တက်သေးတွေနဲ့စင်းရဲ့ယောက်ျားလဲအိမ်နောင်ကြီးဖောက်ပြန်မှုတိမ်ပကြီးကကိုနေကြီးနုနုနာကိုပို့တိုးကတ်လာပြီးတော့လေတံကိုနှစ်ယောက်ကြားတာရုံနှိမ့်ချလိုက်တယ်ပြီးတော့အပြိုမိန်းကလေးတယောက်ကိုလက်မထက်နိုင်မဲနဲ့တာမယာပြုတ်ချင်မှုနေကြီးရဲ့မျက်လုံးအစုံတွေကပြူးကျယ်ဝိုင်းဆက်သွားရတယ်လို့တကူလုံးထူပူပြီးခေါင်းတစ်ခုလုံးလေးလံကြီးမားသွားတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီအမှုအတွဲလိုက်ကြီးနဲ့ကျမနဲ့အတူလိုက်လာရမှာဘလို့လဲစစ်တရားရုံးမှာဆက်စုံမို့ထောင်ချောက်တစ်ခုတည်းကိုအရှင်အဟုန်နဲ့ဝင်တိုးမိမှန်မိမိကိုနေကြီးခုမှနားလည်လိုက်တဲ့အဖြစ်ပါမောင်ကိုနေကြီးဘသူ့လက်ထဲမှာမပေးနိုင်ဘူးအချုပ်ထောင်ထဲထည့်ဖို့တော့စိတ်တောင်မကူးဘူးပါဘူးမရဘူးတော့နေကြီးအခုတယောက်ကတေးလင်ကလို့သူ့တိတ်ခါအတွက်နဲ့မင်းဆွဆွဲသမျှကိုညင်ခံပြီးအေးစီစီနောက်ဆုံးသွားမယ်မိမမဟုတ်ဘူးသူ့ကိုတစားထီရင်မင်းကိုနှက်စပြန်ထိမယ်မိမမျိုးမိမမားပါရဲ့ယောက်ျားရဲ့မိမကိုခွင့်လွတ်ပါပြီးဝိုင်းနေရဘသူဘက်ကမှမသိစိတ်ဝင်စားရိုက်နေစေဖုန်းကင်မရာတွေကိုကွယ်နိုင်လို့ကွယ်နိုင်ညာပတ်စံအိပ်ပြားလေးနဲ့မိမိရဲ့မျက်နှာကိုအမြန်ကွယ်လိုက်ပြီးတော့စိုင်ထဲကနေထထွက်နိုင်ဖို့နေကြီးနုနုခြေလမ်းပြင်လိုက်မိတယ်အဲ့လိုအနိုင်ပိုင်းပြီးတော့ထထွက်လို့ရမလားစီရဲ့အာအင်းနေရုပ်ကြီးကုံဆုံးသွားသလိုချီးနေနေတဲ့ကြောင့်တိမ်ပကြီးကလက်မောင်းကိုစုပ်ကင်ပြီးပြန်ဆွဲတားထားလိုက်တဲ့အချိန်ကြောင့်နေကြီးနုနုအေးဆိုင်ကကျိန်ကလတ်ထိုင်အဝိုင်းပေါ်မှာဖင်တိုင်းရဲ့ပြန်ကျသွားတယ်မင်းမဲ့အပြိုဆိုမရှက်ဘူးလားအဲ့လိုရှက်နေရှေ့ယောက်ျားရဲ့အလုတ်ရှင်မမလိုပဲရှင်ပြောသမျှခေါင်းငုံခံပြီးရှေ့ယောက်ျားကိုလုပ်ငန်းသုံးဖို့ပေးထားတဲ့ကားတွေဟန်ဖုန်းတွေကိုရှင်တို့လင်မယားအပိုင်စီးတာကိုခံရမှာပေါ့အေးဆိုင်တွေကမျက်လုံးတွေကိုနေကြီးနုနုရှက်လန့်တကြားနဲ့ဝေဝဲကြည့်လိုက်မိတယ်ရှင်တို့တွေမှာအိမ်တော်မရှိကြအောင်လားကိုချင်းမစားသူများအတွင်းကြီးကိုဘာလို့ရိုက်နေကြတာလဲတော်ကြပါတော့ရှင်ဖုန်းတွေချပေးကြပါနင်တို့လိုမိန်းမတွေပေးထားတာမှသမျှငါယောက်ျားကိုပြန်ပေးခိုင်းလိုက်မယ်အခုငါရှိရဖဲတော့တိတ်မကြည့်မိန်းမအရန်နေကျေနပ်နေတယ်ပေါ့လေတိမ်ပကြီးပို့ပေးတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတသိမ့်သိမ့်ရှိနေတဲ့တေးလင်ငါကိုညကြရန်ကမေးလိုက်တာပါအေးဘောဟာဟဲ့တိမ်ပကြီးကလေတကယ်ကိုဟိတ်ဟန်ရှိရနော်မသိရင်တကယ်အထက်တန်းလွာလုပ်ငန်းရှင်မိန်းကလေးလိုပဲအဲ့ဒါကိုနေကကျေနပ်နေရမှာမဟုတ်ဘူးအခုချိန်ဒီဟိုမိန်းမနေကြီးနုနုကတကယ်နင်းလိုအစင်တန်းဂုံတိတ်ခါရှိမိန်းကလေးတွေနဲ့အပြိုင်သူ့ရဲ့အလွန်အင်မတန်မှတော်တဲ့တက်တဲ့ထက်မြက်တဲ့သူ့ယောက်ျားကိုရှင်လို့နေရတယ်လို့ထင်နေတော့သူတကယ်မရက်ကြီးဂုံစားရမယ်သူ့ယောက်ျားကိုသူနဲ့ရှင်သုံးမဲ့မိန်းမဘလို့အတန်းစားလဲဆိုတာကိုသူသိလာမဲ့တနေ့မှပွဲရပြီးမှအလင်ခါရဲ့ငါသိပါတယ်ဟာတိမ်ပကြီးလိုမိန်းကလေးတောင်မှငါလို့သူ့ယောက်ျားလိုအစားကိုသုံးပေးတာလေတိမ်ပကြီးကထင်ထားတာထက်ပိုပြီးပြပြနေလို့ငါသူ့ကိုစိတ်ချပြီးသားငါကတီးခံတတ်ချိန်မှာနှစ်ယောက်မရှိသလိုသဘောကောင်းတဲ့လောက်ငါ့အောင်မှထိပါလာပြီဆိုရင်လည်းဘလို့လက်တုပ်ပြန်မှကျင့်နိုင်လဲဆိုတာနင်အပီးထိသာစောင့်ကြည့်လိုက်ပါပြီးမှငါအိမ်အောင်နေချင်းကိုချင်းစာလို့ဘာလို့ညာလို့နဲ့ဘက်မခွဲထွက်နဲ့နော်ဟဲ့ငါယောက်ျားတလမှာ31ရက်ရွက်လွတ်နေတဲ့တင်းမော့သားဟဲ့ငါ့အောင်တောင်သူ့မှာတနေ့မှ2လလောက်ပဲအနိုင်အချိန်ပေးနိုင်တာသူနဲ့ဖောက်ပြန်ဖို့ကရေသူမပဲရှိမယ်ဖောက်ပြန်ခဲ့ရင်ငါကနေကြီးနုနုလို့တော့မသေးကြမရပဲနဲ့လင်စောကပ်ပြီးမမဲမြာလိုက်ရမ်းနေမယ်မရက်ဘူးတော့အဖြစ်မခံဘူးလက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာလေအဲ့လိုမဟုတ်တဲ့တိုင်ကို့လင်မထိရင်နာတစ်ဖက်သားမိန်းကလေးကြတော့မိန်းမချင်းကိုချင်းမစားနင်ပဲကစားလဲလောင်မနေနိုင်ဘူးနှစ်ယောက်လုံးကိုကြီးတဲ့ထည့်ပြီးတော့
သူရှာထားသမျှလေးမောင်လေးကိုအမ်းပြမှာဟမ်အကျင့်ပုံမှာအကြံစိုးကြီးနဲ့ပေါ့ကြည်စမ်းပြီးတော့ငါတော့တစ်ဖက်နဲ့မှမတီးခဲ့ရပါဘူးနော်အေးလေအဲ့ဒါကြောင့်ငါစိုးတာငါတငယ်ချင်းဖြစ်တဲ့အပြိုကြီးနင်းဘက်ကနာလို့ပေါ့ဟဲ့နေပါဦးကာယကံရှင်နေကြတော့ဘာလို့လေတံအခုတလောပြော့ပြောင်းပြီးတော့စွတ်ကြည်လင်နေရတာလဲနင့်မှာအကြည်တက်တစ်ခုခုရှိနေတယ်မလားမိမငါ့ကိုပြောစမ်းအလင်းကမလုံမလဲမျက်နှာလွှဲလိုက်ပြီးတော့ကြိတ်ပြုံးလိုက်မိတယ်ပုံစံကမခုတ်တရုံနဲ့အပြိုကြီးငါ့ကိုဘာတွေရှို့ထားလဲလို့မင်းနေရနော်သူများတွေရိပ်မိကုန်ပြီမောင်ကမောင်ကိုအဲ့လောက်တောင်ပြောင်းလဲစေတာလားအရာအလုံးကိုအကောင်းမြင်ခြင်းစိတ်ပေါက်မိနေတယ်လို့နူးညံ့သိမ်မွေးစွာနဲ့မိကိုစိုးနွဲ့ခြင်းလာတယ်အတ္တလောဘမာမာနအာဃာတဒေါသဘာတကူမှမရှိတဲ့ယုံမလေးတစ်ကောင်လိုဖြူစင်ခြင်းနေတယ်ထက်မြက်ရဲရဲနဲ့မိမလုပ်ငန်းရှင်တယောက်ဆိုတဲ့ဝင်းဝင်းကြွားကြွားပြက်ပြက်တတအရေးကုန်ကိုခွာချပြီးမိမိထက်ငယ်ပေမဲ့တီကြီးပြက်သားပြီးတော့ထက်မြက်တဲ့မောင်နှခမ်းပါးတွေစီကစကလုံးတိုင်းကိုအမိန်တခုလိုတသွေမတိန်နှားခန့်ခြင်းနဲ့အဲ့ဒါကိုအချစ်လို့ဆိုရင်တော့မချစ်ဘူးသေးလို့ယူတယ်ပဲပြောမောင်ကရိုးသားစွာအယမ်းချစ်ပါတယ်မင်းကငါအစတည်းကပြောသားပဲပကြီးကတေးလင်ကလို့တီးခံမဲ့မိမစားမဟုတ်ဘူးလို့အခုတော့ကွာအရှက်မရှိတဲ့မိမငါတန်တားတဲ့ကြောင့်လူကြားထဲသွားပြီးကိုထုတ်ကိုဖြေပြလာတယ်အခုပကြီးကငါနဲ့အတွေ့မခံတော့ဘူးကွမင်းသိရလားမိမအရှက်မရှိဘူးဟုတ်လားယောက်ျားလောကကြီးကဘာတွေပြောင်းပြန်ဖြစ်နေရလဲဟင်ရှက်ရမဲ့သူတွေကမရှက်ပဲမှန်တဲ့သူကရှက်ရမှာလားမိမမှာအမားရှင်တောင်အဲ့ဒီအမားကိုယောက်ျားကိုချစ်တက်လို့နဲ့အမားနဲ့အိမ်အောင်တစ်ခုကိုမပြိုကွဲစေခြင်းနဲ့အိမ်အောင်တဲ့မိမကောင်းတယောက်ရဲ့ပူဆွေးတော့ကအမားပါအေးအဲ့လိုစကကြီးစကကျဲတွေနဲ့ပဲဒီနေ့မင်းကိုယောက်ျားလဲပင်ကိုကြိုးခွင်စွတ်ခဲ့တာလေဒါတော့မှမင်းကမှန်တယ်ထင်နေသေးတာလားတကယ်တော့မင်းထက်တာတဲ့မိန်းမတွေကိုမနာလို့ဖြစ်နေတာပြီးတော့သူတို့မင်းထက်တာအောင်ထားပေးထားတဲ့ငါ့ကိုလည်းမင်းမနာလို့ဖြစ်နေတာတနေ့ငါ့ကိုဘယ်မိန်းကလေးနဲ့ဘလို့ဆွတ်ဆွဲပြီးတော့ကိုတော့အမားမရှိတဲ့စွတ်အိမ်အောင်ရှင်မကောင်းကြီးလို့အတန်ကောင်းဟဲ့ရမလဲပဲစဉ်းစားနေတာငါမိဘဆွေမျိုးတွေစီပါမကြမ်းဖုန်းဆက်တိုင်ပြီးတော့ငါတိတ်ခါအောင်ချတာမင်းကအရန်ကုန်တက်နေတယ်ထင်လားဟမ်မင်းပုံစံမင်းမှန်တဲ့ကိုပြန်ကြည့်စမ်းပါဦးငါလိုအရွယ်ငါလိုအရေးချင်းနဲ့ယောက်ျားမပြောနဲ့အသက်60ကျော်အဖိုးကြီးတောင်မှစိတ်ကုံလောက်တယ်ကွာဒရက်ဆက်ပြောပြီးတော့ခေါင်းပေးရဟန်ဖုန်းအကောင်စားကိုကင်ပြီးအိတ်ခမ်းနဲ့ရန်ကုန်မှာချိတ်ထားတဲ့ကားတော့ကိုဆွဲပြီးထွက်ခွာသွားတဲ့မင်းလက်ရရဲ့နောက်ကျောကိုနေစီနုမမြင်ဘူးသူတယောက်လို့စွန့်အားပြီးတိတ်ဆိတ်စွာလိုက်ကြည့်နေမိတယ်လက်မပတ်ထားတဲ့နာရီရဲ့ဈေးကိုနေစီမမေးရဲပါဘူးလဲပင်ကအဖြူရောင်တလက်လက်ထနေတဲ့ကျိုးပြောဟာစတိန်လာပလက်တီနန်လာနေစီမမေးရဲဘူးအေးဆိုင်မှာတိမ်ပကြီးနဲ့ဖြစ်ခဲ့တဲ့ကိစ္စဘယ်ချိန်ဆိုရှယ်နယ်ဝက်ပေါ်မှာအဆက်တကွဲတက်လာမလဲဆိုတဲ့အတွေ့အရင်ကိုတိတ်ဖြစ်စေတယ်အခုတလောကောင်းထိုင်မယောင်ဖြစ်တဲ့ကုံစုံဆိုင်လေးစီကအင်ယူပြန်နေကြပတ်စံပုံလေးကိုဖွင့်ပြီးအကျွေးတွေကိုအကြောင်းမဲ့စီကြည့်နေမိတယ်အယောင်ကူခေါ်ထားတဲ့မိန်းကလေးကအကျန်းပြင်းတွက်ပေးထားတဲ့ဒီဇိုင်းလုံးမှာရှိသမျှကုန်ပစ္စည်းတွေရဲ့စုပေါင်းတန်ဖိုးကနန်း9လုံးထက်မကျော်တဲ့အရေးအတွက်ကိုအကြိမ်မယုံသင်ကကြည့်မိတယ်အိမ်တော်အစကတည်းကအခုချိန်ထိမောင်ဝယ်ပေးခဲ့မှုတဲ့လက်ဝတ်လက်စားလေးတွေကိုတပည့်ချင်းတရွေးချင်းအကြောင်းမဲ့ရေးတွက်တယ်တသားမီမီလေးတွေရှိလာတဲ့တနေ့ဆိုတဲ့ခေါင်းစဉ်နဲ့စုပူးလေးကိုတတိလက်လိုလှုပ်ခောက်ကြည့်မိတယ်ဘာမှမတတ်နိုင်တာပိုသေးကြသွားတော့လေးတွဲနေတဲ့ခြေထောက်တွေကိုအာယူထူမှတ်ပြီးတော့ရေချိုးခန်းရေပန်းအောင်မှာနေကြည်နုတမိတမောထိုင်ချမိတယ်မိုးချုံမှမူးပြီးပြန်လာမဲ့မောင်စိတ်မပြတ်အောင်လို့စိတ်မပါလဲအလားပါဆုံးပြင်ဆင်ထားရအောင်မယ်လေဒီနေ့ချိတ်ပိတ်တင်တာခေါ်တာဘယ်ကန်ထရိုက်ရသွားလဲမထုံးစံတိုင်းကိုမိုးကြီးတို့အဖွဲပါပဲမောင်ရဲ့သူတို့ကမနဲ့ရေရှည်လက်တွဲလာတဲ့သူတွေပြီးမရဲ့စံချိန်စံနှုန်းနဲ့သုံးမဲ့အမောင့်တွေကိုအနည်းဆက်ဆုံးခံမနိုင်နဲ့နောက်ဆိုရင်တင်တာမခေါ်တော့ဘဲနဲ့သူတို့နဲ့ပဲဓာတ်ရိုက်ကြီးတော့မယ်လို့တောင်မကစဉ်းစားထားတာမတို့ဒီနိုင်ငံလူတွေရဲ့အုံနောက်ထဲမှာရှိတဲ့ခြင်းကအဲ့ဒါပဲအစ်စ်တွေကိုနေရာမပေးခြင်းဘူးပိုမကောင်းရင်နေပါစေပ
ပုံမစိုးရင်ပြီးရောဆိုတဲ့အတွေ့နဲ့တစ်ခေါက်လောက်တော့မစွန့်စားရဲဘူးပညာရှင်အစ်စ် idea အစ်စ်တွေကိုမကြိုဆိုဘူးမကလည်းသူတို့တွေနဲ့ဘာမှသိမထူးပါဘူးတခြားသူဆိုရင် restaurant တီးတန်ကန်တွေကထမင်းစပွဲဝိုင်းကိုဆွဲလန့်ပြီးတော့နေရာကနေထထွက်လာပြီးတော့မှဖြစ်ပေမဲ့မောင်မို့လူကိုအလင်ကားရဲ့စိတ်တွေမနှဲကိုဆွဲဆက်လိုက်ရတယ်အလင်ကားမိသွားတာမောင်ကိုယ်တိုင်ကသူ့ရဲ့နိုင်ငံခြားပင်မကုမ္ပဏီကနေမြန်မာမှာကုမ္ပဏီကွဲအသစ်ဖွင့်ပြီးတော့ MD အဖြစ်လာရောက်တဲ့လုပ်ငန်းရှင်အသစ်ဆိုတာပေါ့လုပ်ငန်းအတွေ့အကြုံနဲ့တပားဆိုတာရောမောင်ဘလို့မေ့ထားလိုက်တာလဲမအလုပ်တစ်ခုကိုဘာမှမလေ့လာပဲနဲ့ပုံစံကွက်ကြီးတဲ့ရမထွက်လုံနေတယ်လို့မောင်ထင်နေလားဒါမှမဟုတ်မောင်ကမနဲ့လက်တွဲမိတာကိုနောင်တရနေရလားဇွန်းနဲ့ခင်းကိုလက်ထဲအားချပြီးတော့ထမင်းဆက်မစားပဲပြန်မေးလိုက်တဲ့အလင်ကားရဲ့လေတံကတိတိတတ်တာမာသွားတယ်ထင်ပါတယ်မောင်ကသူပြောလိုက်တဲ့စကားကနားစရာမဟုတ်တယ်လို့အလင်ကားကိုအံ့ဩတကြီးမောကြည့်လာတယ်ပြီးမှသူကိုယ်တိုင်နဲ့ဇွန်းနဲ့ခင်းကိုချပြီးတစ်ရှူးတစားနဲ့နှကန်းစွန်းတွေကိုတုပ်ပြီးတော့ခပ်ပွားပွားရီလိုက်တာမို့ဒေါသထွက်နေတဲ့အလင်ကားတော့မှကြောင်သွားမိတယ်နောင်တမရတဲ့အပြင်တက်တက်လုံးမဖြုတ်စရမ်းနဲ့နက်နက်နဲနဲပတ်သက်မှုမျိုးနဲ့ဆက်သွားကျင်တာဆိုရင်ရောအလင်ကားမောင်ကိုနားမလည်ကြည့်တွေနဲ့ပြန်ကြည့်လိုက်မိတယ်မောင်တို့လက်ထက်ကြရအောင်နော်ဟင်မောင်တကယ်ပြောနေရလားမောင်ကဘယ်တော့မှမောင်ကိုစားနောက်ဘူးလို့လဲခုနကဒေါသတွေကဘယ်ရောက်သွားမှမသိပါဘူးနှလုံးသားတွေကအပြောကငယ်ရိတ်ထီကိုထိုးတက်သွားတယ်တတိတ်တိတ်ခုန်နေတဲ့ရင်စုံနဲ့အတူနှကန်းတွေကလည်းစွန့်အားနေမိတယ်ဘာလဲမတခြားမိန်းကလေးတွေလိုစောပါသေးတယ်ဒီတိုင်းလေးပဲနေပြစီအောင်လို့ပါတော့စင်ကြီးတွေပေးပြီးတော့မောင်ကိုအချိန်ဆွဲမလို့လားမရှင်တဲ့ကိုအကဲခတ်တဲ့ပညာမှာတော့ရှင်လေးကညံ့သွားပြီမောင်သူချစ်ရတဲ့ချစ်သူယောက်ျားစီကလက်ထက်ကွင်တောင်းဆိုမှုဆိုတာမိမသားတယောက်အမျော်လင့်ရဆုံးစကားတစ်ခွန်းမှမောင်တကယ်မသိတာလားကြည်နူးစိတ်နဲ့လိုင်းခတ်နေမဲ့စကားတက်နေနဲ့နှုတ်ဖျားကနေပြန်မဖြေတော့ပဲမောင်ကိုပြုံးပြပြီးတော့အလင်ကာခေါင်းကိုညင်သားစွာပဲခါရန်လိုက်တယ်မောင်ကကြိုပြီးစီစဉ်လာပုံပေါက်တဲ့ဂရီပါဘူးတိတိလေးကိုသူ့ရဲ့အင်ကြီးအိတ်ကက်ထဲကနေနှက်ယူလိုက်ပြီးတော့ချစ်စရာစိန်တပွင့်တဲ့နဲ့တက်ရက်လှပနေတဲ့ပလက်တီနမ်လက်စွပ်လေးကိုအလင်ကားရဲ့ဘဲဘဲလက်တကြွယ်မှာစွတ်ပေးလိုက်တယ်ဘာလို့အသေးကြီးလိုငိမ့်နေရလဲဘာလဲငါနဲ့အိတ်ရတာကိုစိတ်မပါတော့ဘူးပေါ့ဟုတ်လားမင်းမလင်ငယ်တွေ့နေပြီလားနေချင်းနုနုအိုးရှင်ဘလို့ပြောလိုက်တာလဲကိုစိတ်နဲ့နိုင်ပြီးတော့အပြောမရိုက်နဲ့မင်းလက်ရရှင်ယူထားတဲ့ကျမမိမကောင်းမှုရှင်ရဲ့မယံငယ်မတွေလို့တော့အိတ်ရထဲမှာနှာတန်တွန်ပေးနေတယ်မှာမဟုတ်ဘူးအရင်ကတည်းကလည်းဒီတိုင်းပဲအခုလည်းအဲ့ဒီလိုပဲရှင်သာတနာအတက်ပေါင်းစုံနဲ့စမ်းလာတာအဲ့တော့ဘာဖြစ်လဲငါဖုန်းကြီးမှမဟုတ်တာမိမယူထားမှာတော့ငါလှုပ်ချင်တာလှုပ်မှာပဲခံပေးရမှာမင်းဝတ်တရားပဲမင်းလက်ရရှင်စကားတွေကအရန်ရိုင်းလာပြီနော်ရှင်ဖဲနေကြီးနုနုကိုပေါ်မှာအုံမိုးနေတဲ့မင်းလက်ရရဲ့ကိုကြီးကိုတွန်းဖဲလိုက်ပြီးအိယာပေါ်ကလူလဲထထိုင်လိုက်ပြီးခြေရင်းကဆောင်ကိုရင်ညွန့်ထိဆွဲချုံလိုက်တယ်ဖယိုဖယဲဖြစ်နေတဲ့စပင်တွေကိုလည်းစုပြီးတော့သိမ့်လိုက်တယ်ရိုင်းတော့ဘာဖြစ်ချင်လဲမင်းကမယံငယ်နေတော့နေတယ်လို့ဆွေသားမျိုးသားတိတ်ခါချသေးတယ်ဒီအသက်အရွယ်လေးနဲ့အိယာဝင်ကနေတိုင်းညောင်းနေညတယ်ခေါင်းကိုက်တယ်ဆိုတဲ့အကြောင်းပြချက်ပေါင်းစုံနဲ့ငါ့ပေါ်မှာဝတ္တရားမကြေတာကြတော့ဘသူမှမသိဘူးအဲ့လောက်အဆက်ကြောက်ကြီးပြပြီးတော့တဏမရှိဘူးဆိုရင်မင်းဘာလို့လင်ယူထားသေးလဲမတိလိုက်ရင်တောင်းဝက်လိုက်ပါလားငါကတော့တဏရှိလို့မိမယူထားတဲ့ကောင်မို့ငါအတွက်ဝတ္တရားကြေတယ်မရပဲရှင်းလားနေကြီးနုနုရဲ့နားထဲမှာရှက်စရာစကလုံးတောင်မှမကြံတော့ပါဘူးဒေါသနဲ့အလျှော်မပေးစရန်တခုခုပြန်ပြောဖို့ကြံစီလိုက်စင်မှာပဲကရင်မောကဆင်းသွားတဲ့မင်းလက်ရအင်ကြီးကိုဝစ်ပြီးကားတော့လှမ်းယူလိုက်တာမို့နေကြီးနုနုရဲ့ရင်ထဲမှာထိတ်ကနေဖြစ်သွားရတယ်ဒီချိန်ဘယ်သွားမလို့လဲမင်းလက်ရအင်ကြီးကော်လန်စားကိုပြန်ခောက်ရင်းနဲ့နေကြီးနုနုဘက်ကိုတစ်ချက်လှည့်ကြည့်ပြီးတော့နှကန်းတောင်ကွေးတယ်ဆိုရောခနဲ့ပြုံးပြပြီးတော့ဘာမှပြတ်မဖြစ်ပါဘူးအရွယ်တိုက်တော့မဲ့မင်းလက်ရပုံစံကိုအလွတ်ရနေတဲ့နေကြီးရဲ့ရင်ထဲမှာပူလောင်ပြီးတော့အလိုလိုအလျှော့ပေးခြင်းမိရတာဖြစ်လာရတယ်။အိုးရွဲကိုစလောင်းရွဲနဲ့ပြန်ဖုံးမယ်ဆိုရင်နေကြီးတို့ရဲ့အိမ်တော်ကြီးကအပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ချရလိမ့်မယ်။
နေကြီးရဲ့ကိုဘွားဆောင်ကိုဖဲပြီးဖယိုဖယဲအဝတ်တွေကိုပြင်မဝတ်တော့ဘဲနဲ့ကရင်မော်ကနေပြေးထပြီးမင်းလက်ရရဲ့ကိုကြီးကိုနောက်ကျောကနေတိုင်းဖက်ပြီးတော့တားလိုက်တယ်မိမရှက်တတာတည့်ရသားနဲ့မောင်ရဲ့အခုချိန်ရှောက်ထွက်မသွားပါနဲ့နော်မိမမောင်အလိုလိုက်ပါမယ်မင်းလက်ရတဖြည်းဖြည်းနောက်ကိုလှည့်လာပြီးတော့အောင်နိုင်သူအပြုံးပြုံးပြီးနေစီနုနုရဲ့ကိုဆွေကနေပွေပြီးတော့အိယာပေါ်ကိုတင်လိုက်တယ်ကြမ်းတမ်းပြင်းရှာတဲ့ရမတ်တရားနေစီနုနုရဲ့ကိုပေါ်လူးလာခောက်တုံနဲ့ကိုပြန်မကြရတဲ့တနာမီးကြွတွန်ကျူးနေရတဲ့မိမသားတယောက်ရဲ့အတန်ကနေကြီးရဲ့နားထဲမှာဆက်ဆုပ်ပွဲအတိပါပဲနေကြီးကအခုလိုကြတော့လေဝရိထက်တောင်မိုက်နေပါလားကြားလိုက်ရတဲ့နာမည်အစ်စ်တစ်ခုကြောင့်နေကြီးလက်ရှိအခြေအနေကိုရက်ပြီးမင်းလက်ရရဲ့မျက်နှာကိုတေချာကြည့်လိုက်တယ်ခုနကဘသူလို့ပြောလိုက်တာလဲမောင်အော်ဟိုပကြီးလို့ပြောလိုက်မိတာပါအာယုန်နေနားထားစမ်းပါကွာမိမမကြိုက်ရင်မောင်ရှင်မပြောတော့ပါဘူးနော်ဟုတ်ပြီလားနေကြီးရဲ့နားထဲမှာတေချာကြားလိုက်ရတဲ့နာမည်တစ်ခုကိုနေကြီးနားကြားလွဲချင်အောင်ပဲစောင့်ပေးလိုက်ရတယ်အခုတလောတိမ်ပကြီးကမင်းလက်ရကိုအတွေ့မခံတော့တာနေကြီးသိတယ်ပူလောင်မှုတွေဆင်ကဲနေတဲ့ရင်စုံနဲ့နေကြီးရဲ့စိတ်ထဲမှာဝဒီဆိုတဲ့နာမည်တစ်ခုကအကြိမ်ကြိမ်အထက်ထက်ပြန်လဲကြားရောက်နေမိတယ်ဒီအခြေအနေတိရောက်ပြီးမှတော့မမကဘာလို့ခွင့်လွှတ်လိုက်ချင်တာလဲပကြီးကတော့မမစီရရတဲ့ငွေနဲ့ထိုက်တန်အောင်လို့သူတို့အတွဲကိုပညာပြန်ပေးရမှကျင်းနေမယ်ဒိုးဘက်ကတော်တော်လို့ပြောနေတယ်လေတိမ်ပကြီးကိစ္စမပြီးလို့လဲဒိုးကမင်းကိုပေးထားပြီးသားငွေကိုပြန်တောင်းမှမဟုတ်တာဒါမဲ့ကိစ္စစပြီးသွားပြီလေမမရဲ့ဒီအခြေအနေရောက်မှရက်လိုက်လို့မရတော့ဘူးအလင်ကခိုင်းထားတာတက်ပို့ပြီးတော့ရက်ဆက်မဲ့ပုံပေါက်နေတဲ့တိမ်ပကြီးကိုအလင်ကတေချာကြည့်လိုက်မိတယ်သူတို့လင်မယားကွဲရင်ကွဲမကွဲရင်တောင်မမပေးထားတဲ့ပစ္စည်းမှန်သမျှသူတို့လာပြန်ပေးပြီးတော့နေကြီးနုနုကမမကိုခြေတလုံးဖက်ပြီးတောင်းပန်ရမယ့်အခြေအနေရောက်မှပကြီးလောက်ကပြီးမှာမသိရင်တကယ်ပဲပြီးပြည့်စုံပြီးသားမိမကောင်းလေးတယောက်ပုံစံပေါက်နေပေမဲ့သူမကိုရှာတွေးခဲ့တာကတော့နိုင်ကလပ်တကူကစပွဲတို့မင်းကလေးတယောက်အနေနဲ့ပါပဲသူမနဲ့ထိုင်စကားပြောနေရတာတောင်အလင်ကားရဲ့စိတ်ထဲမှာယွန်းတွတ်ဖြစ်မိတယ်မောင်နဲ့လက်ထက်ကနေအခြေအနေမှာအလင်ကားဘက်ကဒေါသမာနပြဿနာအညိုတီဘာမှမရှိဘဲနဲ့ဖြူစင်တဲ့မင်းကလေးတယောက်အဖြစ်သာစိတ်လက်ရှင်းရှင်းနဲ့ပြောနေခြင်းနဲ့တောင်းပန်ကျင်တာကြောင့်ပဲဖြစ်ဖြစ်နေကြီးနုနုနဲ့မင်းနဲ့ရာဆိုတဲ့လင်မယားကိုအလင်ကားရဲ့မျက်စိရှိမှထပ်ပြီးတော့မတွေ့ကျင်တော့ဘူးโอเคလေတို့စီကဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်အဲ့ဒီလင်မယားကိုရောက်မလာစေချင်တာလွဲပြီးတော့ကျန်တဲ့ပစ္စည်းတွေကိစ္စကတော့ပြန်ရလဲမင်းမဲယူလိုက်ပါတခုတော့ရှိတယ်နော်ဒိုးနဲ့မင်းရဲ့ပတ်သက်မှုတော့မင်းတက်တက်လုံးစောင့်ထိန်ပေးရမယ်တိမ်ပကြီးရဲ့မျက်လုံးအစုံတို့ကဖြူးကျယ်ဝိုင်းဆက်သွားတယ်မမကိုယ်တိုင်ပေးထားတဲ့ကားနဲ့ဟန်ဖုန်းပြင်ပကြီးကိုအယုံသွင်းဖို့ပေးခိုင်းထားတဲ့ပလက်တီနမ်ကျိုးနဲ့ branded နိုင်တွေအပါဝင်လားမသူ့အတွက်တော့ပကြီးပေးထားတဲ့လောက်ခနဲ့စင်ထားတဲ့ branded တွေနဲ့တော်တော်ကိုတန်ဖိုးကြီးနေပြီးပြစ်ပုံပေါက်တဲ့တိမ်ပကြီးကိုအလင်ကားကတော့ခေါင်းငိမ်ပြီးပြုံးပြလိုက်တယ်သူတို့ပြန်ပေးလဲသူတို့သုံးပြီးသားတွေကိုတို့ကဘာလို့ရမှာလဲအဲ့တော့မင်းမဲယူလိုက်ပါလောကကြီးကသူနဲ့တန်ရာဆုံးတွေကိုစုံစည်းခွင့်ပေးထားပြီးသားပဲသူ့ယောက်ျားကိုသူကလွဲပြီးတော့ဘလို့အမျိုးကောင်းသမီးရမှမတုံးချောင်းသိပါစေကွဲတဲ့ကွာတဲ့ဒီတော့မလှုပ်လိုက်ပါနဲ့ကွယ်မမစိတ်တွေဘာလို့အဲ့လိုပြောင်းလဲသွားတာလဲယင်ထွန်းသစ္စာလို့ခေါ်တဲ့မောင်းဆိုတဲ့လူသားလေးနဲ့အတူဘဝတစ်ခုကိုတိဆောက်တော့မှာမို့လို့ပေါ့လို့အလင်ကားရဲ့စိတ်ထဲကပဲတိတ်တိတ်လေးပြန်ပြောမိလိုက်တယ်ကဲတို့အလုပ်ချိန်ကြီးဧည့်သည်ရောက်လာတဲ့တင်နဲ့ပြန်တော့တိမ်ပကြီးကခေါင်းချင်းပြပြီးထိုင်ရာကနေထားလက်ပြီးထွက်သွားပြီမို့ဘဲတီးပြီးဝင်လာတဲ့ရုံးကန်တကားဝါလူကိုအလင်ကလှမ်းကြည့်လိုက်မိတယ်ဟင်မောင်ဘလို့ရောက်လာတာလဲခုနကထွက်သွားတာဘာတူလဲမစကရက်ထရီကိုတောင်မှရုံးကန်ပြင်ထွက်ခိုင်းပြီးတွေ့နေတာဆိုတော့မောင်ကအရေးကြီးဧည့်သည်မှတ်နေတာအော်ဟိုအတီးတယောက်ပါဒါနဲ့မောင်ဟိုလေရုံးကန်ရှိရောက်နေတာကြာပြီလားယင်မကြသေးပါဘူးဘာဖြစ်လို့လဲမအော်ဟိုဘာမှမဟုတ်ပါဘူးဒီနေ့နိုင်ငံသားဧည့်သည်တွေကိုလက်သွားကျွေးရမှာဆိုတော့မဟ
မောင်မအောင်ထင်နေတာစကားပြောပြီးတော့လိုက်ကျွေးပြီးသွားပြီလေထင်ထားတာတဲ့စောပြီးပြီးသွားလို့မစီကိုဝင်လာတာဒါနဲ့မနေမကောင်းလားဘာဖြစ်နေရလဲတိမ်ပကြီးနဲ့ပတ်သက်မှုကိုမောင်တီသွားမှစိုးရင်နဲ့စိတ်နဲ့မလုံမလဲအစီငေါ်မတက်ဖြစ်နေတဲ့မိမိကိုအလင်ကသတိကပ်လိုက်တယ်ကောင်းပါရဲ့မောင်ရဲ့မောင်ကိုဖုန်းမခေါ်ဘဲနဲ့10မိနစ်လုံးအောင်ထားလို့လွမ်းနေတော့မယ်ဖုန်းကြိုမဆက်ဘဲနဲ့ရုတ်တရက်ရောက်လာတော့မအန်ဟောသွားလို့ပါဟုတ်ပါပြီမမိချွဲလာလေမောင်တို့အေးတခုကိုတွားတောင်းရအောင်ကောင်းပါပြီရှင်ခဏနော်မပတ်ဖလေးနည်းနည်းတိုးလိုက်အောင်မယ်မိတ်ကပ်မန်ကိုထုတ်ပြီးပေါင်နာဖို့နေတဲ့အလင်ကားကိုကြည့်ပြီးတော့မောင်ကတော့ပြုံးနေတယ်လှပြီးသားပဲဟိုဒါနဲ့ခုနကမိတ်ကလေးနာမည်ကဘသူလဲမတိမ်ပကြီးကိုမောင်ရဲ့နှုတ်ပြားနေမမတ်ရရထပ်မေးလာတာမို့အလင်ကားရဲ့စိတ်ထဲမှာမကျေနပ်ချက်လေးကတင်းငနေဖြစ်သွားရတယ်မောင်ကဘာလို့အဲ့လိုစိတ်ဝင်စားနေရတာလဲဟောဗျာမအတီးဆိုတော့နောက်ကျရင်မောင်တီလည်းဖြစ်လာမှာလေအပြင်မှာဆိုရင်နှုတ်လေးပါလေးဆက်ရအောင်လို့ပေါ့။အော်မလိုပါဘူး။အဲ့လောက်အလေးနဲ့ထားပြီးနှုတ်ဆက်ရလောက်တဲ့အတိလည်းမဟုတ်ဘူး။ကဲအရေးမပါတဲ့ကိစ္စတွေကိုရက်။အခုရုံးခန်းပြင်ထွက်တော့မှာဘယ်ဝန်တန်းကောင်မလေးမှတခုတ်တရနှုတ်ဆက်မနေနဲ့အောင်။သူတို့ကလေမောင်လာရင်တီတိုနဲ့အရန်ကိုစိတ်ဝင်စားကြပဲ။ဘာလဲအဲ့ဒါမောင်ကိုတဝင်းတိုးတာလား။မဟုတ်ပါဘူး။ချစ်တာ။ဟာမကတော့လူအသေးရအောင်လုံနေရပဲဒီနေ့အေးဆိုင်မရောက်ချင်တော့ဘူးထင်တယ်ဟောမောင်တော့မိတ်ကတိပြက်ကုန်မယ်ရုံငန်းကြီးထဲမှာလို့ရှန်ရင်ညင်းနေပေမဲ့မောင်နှန်းနေရှော့ရှူအောင်လို့ခြေပြားထောက်ပြီးမျက်လုံးလေးမေ့ပြီးတော့ခေါင်းမော့ပေးနေမိရတာဖြစ်နေတယ်အလုံများတဲ့အလင်ကာတို့နှစ်ယောက်ကြားမှာလူလေးရင်လက်တလို့မောင်စီကလျှက်ရပြက်ရတတ်တဲ့အကျဉ်းသားတွေရတာအလင်ငါအတွက်တော့တကပါပါပဲပကြီးခဏနေပါအောင်ကိုဖုန်းဘာလို့မကင်တာလဲကို့ကိုဘာလို့ရှောင်နေရလဲမင်းလက်ရလာနိုင်မဲ့နေရနေတမင်ကြိုပြီးတော့အရေးရောင်ပြနေတဲ့တိမ်ပကြီးကလှစ်ကနေပြုံးလိုက်ပြီးမှစိတ်ရှုပ်တဲ့မျက်နှာထားကိုပြင်လိုက်ပြီးမင်းလက်ရဘက်ကိုလှည့်လိုက်တယ်။အော်လမ်းမကြီးမှာစွတ်ပဲပကြီးလက်ကိုလွတ်ပါပကြီးကိုအရှက်ရအောင်မလုပ်ပါနဲ့အဲ့ဒါဆိုအေးစစ်စကားပြောလို့ရမယ့်နေရာတခုခုသွားရအောင်လာပါပကြီးရဲ့နော်ပကြီးကအင်တင်အမူအရာနဲ့မင်းလက်ရအောင်ခေါ်တဲ့စနက်ဆိုင်လေးတွေကိုလိုက်သွားလိုက်တယ်ဘာလို့ကိုစိမ့်ကားရတာလဲပကြီးရဲ့ကိုဘလောက်တောင်ခံစားနေရလဲဘလောက်တောင်လွမ်းနေမလဲမသိဘူးလားကိုမင်းလက်ရကမိန်းမရှိပြီးသားလူတစ်ယောက်ပဲအဲ့ဒါကြီးကပကြီးတိပြီးသားကွာပကြီးသားကိုနဲ့လက်ထပ်မယ်ဆိုရင်သူ့ကိုချက်ချင်းကွာပြစ်မှာဒါမဲ့ရှင်မကွာခဲ့ဘူးလေအဲ့တော့ပကြီးကလူသိရှင်ကြားဘလောက်တောင်အပြောခံခဲ့ရအဆက်ကွဲခဲ့ရလဲရှင်သိလားအဲ့လောက်ထိဖြစ်ပြီးတာတောင်ရှင်အဲ့ဒီမိန်းမကိုအပီးဖြတ်ပြီးတော့ပကြီးကိုရအောင်လိုက်ရှာခဲ့လားအခုတော့လူကြားသူကြားမှာသူအဆက်ကွဲခဲ့တဲ့ကိစ္စနိုင်ငံသားကပကြီးမိဘတွေနားတဲ့ကိုရောက်သွားပြီပကြီးကိုဒီမှာဘာလုပ်ငန်းမှမထူထောင်ပေးနိုင်တော့ဘူးတဲ့အခုပကြီးရဲ့အတုံးစိတ်တွေကိုပါအကုန်ဖြတ်သွားပြီးတော့ဟိုပြန်ခေါ်နေပြီအဲ့ဒါရှင်သိရလားပိုဆိုးတာကသူတို့ကမန်းလင်ကနဲ့သိကြတယ်အဲ့တော့ရှင့်ကိုလည်းဘလို့လူစားလို့မှတ်သွားပြီလေသိလားမင်းလက်ရရဲ့မျက်နှာကြီးကရှက်အန်းနဲ့မြင်မကောင်းအောင်ပြတ်သွားမိတယ်ကုမ္ပဏီထူထောင်မယ်ဆိုတဲ့ပကြီးရဲ့လောက်ကျန်ဇလန်မှာ MD ဖြစ်ရမယ်ဆိုတဲ့မလုံကသူ့အတွက်အကြီးမားဆုံးစိတ်ကူးရင်အိမ်မက်ဖြစ်ခဲ့ပုံပဲရှူရှူရှာရှာနဲ့လေပင်းနဲ့လက်ကပလက်တီနမ်ကျိုးနဲ့နိုင်ကိုဖြုတ်ပေးလာတယ်ဟုတ်သားပဲကိုကပကြီးကျင်းနဲ့အောင်ပကြီးလက်ဆောင်တွေကိုယူထားပေးတာကိုကဘာမှပြန်မပေးနိုင်တော့ဘေးလူတွေရဲ့အမြင်မှာပိုင်းလုံးလို့အထင်ခံရမှာပေါ့ဒါတွေပြန်ဥပါပကြီးပြီးတော့ပကြီးမိဘတွေကိုလည်းရှင်းပြပြီးကိုတို့လုပ်ငန်းအတူတူတွဲလုပ်နိုင်ဖို့စူးစမ်းဖြောင်းပြကြည့်ပါအောင်ပကြီးရဲ့နော်ပကြီးကယုံလွယ်တက်တဲ့ခက်နှုံနှုံငတုံးမလေးပုံမျက်နှာချိုးချက်ချင်းပြင်လိုက်တယ်စိတ်မကောင်းလိုက်တာကိုရဲ့ပကြီးပြန်မလို့ခြင်းပေမဲ့လုပ်ငန်းကိစ္စကိုလက်မလျှော့ကျင်သေးဘူးဆိုတော့ကိုပြောတဲ့နည်းနဲ့ပဲပကြီးစူးစမ်းကြည့်ပါမယ်နိုင်လောက်ကဘာမှမရှိပါဘူးယူထားလိုက်ပါခက်တာပကြီးမိဘတွေနဲ့မလင်ကတည်နေတာပိုဆိုးကုန်တာသူပြောထားတာတွေကိုကုံသွားပြန်ပေးလိုက်မယ်ပကြီး
ပကြီးသားပကြီးမိဘတွေကိုအမြင်ကြည့်အောင်ပကြီးနားလဲပါတယ်ကိုရဲ့ပြီးတော့မက်လင်ကနဲ့ကိုကလည်းဘာမှမဆိုင်ခဲ့ဘူးလေပကြီးနုနုပြဿနာရှာလို့သာအခုလိုတွေဖြစ်ခဲ့ရတာမလားအခုမှကိုကိုတိုင်သွားပြန်ပေးနေတရင်နေပိုးရှုပ်ကုန်မယ်ဒီလိုလုပ်ပါလားပကြီးလဲဒယ်ဒီမာမီတို့ကိုရဲ့အကျင့်စာရိတ္တဘလို့ဆိုတာကိုလက်စုပ်လက်ကင်ပြလို့ရအောင်ပကြီးပဲယူသွားပြီးတော့ပြန်ပေးမယ်ဆိုရင်ကောဘလို့လဲကိုမင်းလက်ရသူ့လက်ထက်ကကားတော့နှမျောတက်တာကြည့်လိုက်ပြီးမှထောင်မြင်ရာစွန်းဆိုတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပုံနဲ့ပကြီးလက်ထဲကိုကားတော့ထိုးပေးလိုက်တယ်အခုလောက်လွယ်မယ်မထင်ထားခဲ့တဲ့ပကြီးတယောက်ကတော့ကြည်နဲ့ပြုံးကိုတိတ်တဆိတ်ကြိတ်ပြုံးမိလိုက်တယ်ဟန်ဖုန်းနဲ့ပကြီးကောင်းမသိမဲ့ခြံထားတဲ့နိုင်ကိုတော့မေ့ကြအောင်စောင့်ပေးလိုက်တယ်ရှော့ပင်းမော်တွေရောက်တိုင်းမှာပကြီးဝဲတဲ့ပစ္စည်းတွေနဲ့အတူကက်ရှ်ကောင်တာပေါ်ရောတင်တတ်တဲ့ခပတ်တို့ဘရက်တက်အင်ဂျီတို့တော့တိတ်ပဲအမျှဝေလိုက်တယ်။အော်မေးနေလိုက်တာကိုမိမပကြီးကိုပြဿနာလာရှာတော့ကလေသူ့မှာတက်တယ်လဲရှိတယ်ဆိုလားကိုကိုတိုင်ဝန်ခံထားတာဆိုကိုနဲ့ဟိုတယ်မှာအမြဲတူချိန်အိတ်ကြတယ်တဲ့ကိုနဲ့အဲ့လိုအခြေအနေတောင်မှရောက်ခဲ့ကြတဲ့အဲ့ဒီမိမဘသူလဲကိုမင်းလက်ရရဲ့မျက်နှာမှာပြက်စရာမျက်နှာထားမကြမ်းတော့သလိုနီရဲညိုပုတ်သွားပြီးတော့မျက်လုံးအစုံကလည်းပြောင်းလဲစရာစကလုံးကိုအပြေးလွှားရှာနေပုံနဲ့ပကြီးကိုကြည့်လာတယ်တကယ်ရှိတဲ့အရေးချင်းအစွမ်းစားနဲ့နဲ့လူအထင်ကြီးခံရတာများဆိုသလိုအပြောကြီးတဲ့မင်းလက်ရလိုယောက်ျားပါဇက်ထဲမှာဖောက်ပြန်တာတောင်နိုင်ကလကဝတီလိုမိန်းမနဲ့ဖောက်ပြန်ပြီးတော့ဝင်ခံတော့ပကြီးလိုမိန်းကလေးနဲ့တဲ့ပြဿနာရဲ့အစဖြစ်တဲ့နေကြီးနုနုကမတ်အလင်ကာကိုတစ်ပတ်သက်လာဆွဆွဲခံလိုက်ရတဲ့အကြောင်းရင်းကိုပကြီးနားလည်လိုက်ပါပြီတက္ကစီတစ်စီးနဲ့ပြန်လာပြီးအပြောကြီးကြီးစိတ်တက်ခက်ညံ့ညံ့ယောက်ျားစားကိုစောင့်နေမဲ့မိန်းမကတော့ယောက်ျားယုံစုံလုံးကန်လင်းချစ်ခင်နေကြီးနုနုကလွယ်လို့တခြားမရှိတော့ဘူးဆိုတာကိုတနေ့နေ့မှာတော့မင်းလက်ရအသေးစားသိလာလိမ့်မယ်ဒါကဘယ်သွားမလို့လဲမောင်စနိုးဖုန်းဆက်လာလို့မှမောင်ခဏလေးသွားလိုက်အောင်မယ်နော်ဟင်မောင်ဒီမှာလက်ပွဲထုတ်တွေဖောက်ရအောင်မယ်လေလက်သားထောင်ပြပြီးတော့အသစ်ဆက်ဆက်မင်္ဂလာဦးအိမ်အပေါ်တက်ကနေအလော30ဆင်းသွားတဲ့မောင်ကအလင်ကားကိုတစ်ချက်တောင်မှလှည့်မကြည့်တော့ပါဘူးတစနိုးနေတာငါကြည့်လို့မရတော့ဘူးသူများမင်္ဂလာရဲ့ကြည့်တော့အဲ့ဒီမိန်းမတစိတ်တော့လွန်ပြီဟာကဲပါအရေးကြီးကိစ္စတခုခုရှိလို့နေမှာပေါ့အလင်ကားရဲ့လာပါငါနဲ့တူဖောက်ရအောင်မဟုတ်ဘူးမြကြသူ့ဘာသူမောက်မင်္ဂလာဆောင်ကိုစာလုံးကနေတီတကူးတကပဲလာသူဒီကိုရောက်ပြီးဆိုကြတဲ့ကမောက်တို့သမီးကသူလားငါလားတောင်မတဲခွဲတော့ဘူးမနက်ကအဲ့ခံပွဲမှာလဲနေမြင်တဲ့အတိုင်းပဲလေလင်မယားနှစ်ယောက်ကြားဝင်ပြီးတော့တက်ပုံတွေရိုက်နေလိုက်တာမောက်ရဲ့လက်မောင်းကိုလည်းရီးလေးခုမတက်တွဲထားတာမြကြဒီတကတော့တွေးဆဆဟန်နဲ့နှာခေါင်းကိုရှုံပြီးခေါင်းငိမ့်လိုက်တယ်အဲ့ဒါတော့ငါလည်းသတိထားမိတယ်ဟာနင်းထက်တောင်မှသူနဲ့ထွန်းသစ္စာပို့ပြီးရင်းနှီးနေတယ်လို့ပဲနော်စနိုးဆိုတာကတော့မောင်ကိုမြန်မာကုမ္ပဏီရုံးခွဲမှာ MD ခန့်ထားပေးတဲ့စာလုံးကမောင်တို့ပင်ရင်ကုမ္ပဏီပိုင်ရှင်ရဲ့သမီးပါပဲမောင်ရဲ့မင်္ဂလာကိစ္စကြောင့်မြန်မာကိုတကူးတကလာခဲ့သူလည်းဖြစ်တယ်မောင်နဲ့ရွယ်သူလောင်းဆိုပေမဲ့ခိရှိပြေးနေတဲ့သူမရဲ့ပုံစံကရှည်ရင်ဆွဲအသက်တက်ပို့ပြီးတော့နုငယ်ပြိုမြင့်နေတယ်လို့ခံစားရစေတယ်အဲ့လောက်မှရင်းနှီးနေရင်လည်းဟာငါနဲ့မတွေ့ခင်ကတည်းကသူတို့ယူကြပေါ့အခုကျတော့အပြိုကြီးမမလည်းကြီးမောင်ဝတ်သက်ပေါက်ပြီးတော့ကလေးဆန်နေပြန်ပြီနင့်ကိုတွေ့သွားတော့နင့်ကိုအဲ့ဒီစနိုးတက်ပိုးချစ်သွားလို့နေမှာပေါ့ဟဲ့တဝင်တူမနေနဲ့အဲ့ဒီမိန်းမအချိန်တန်ရင်သူ့အိမ်သူပြန်မဲ့သူနေရတာထွန်းသစ္စာနဲ့တရဝင်းလက်ထက်ထားတဲ့ဇနီးမယားလေအော်ဒီအပြိုကြီးမမလည်းကြီးမောင်ဝတ်သက်ပေါက်ပြီးကလေးဆန်နေပြန်ပြီနင့်ကိုတွေ့သွားတော့နင့်ကိုအဲ့ဒီစနိုးတက်ပိုးချစ်သွားလို့နေမှာပေါ့ဟဲ့တဝင်တူမနေနဲ့အဲ့ဒီမိန်းမအချိန်တန်သူ့အိမ်သူပြန်မဲ့သူနေရထွန်းသစ္စာနဲ့တရဝင်းလက်ထက်ထားတဲ့ဇနီးမယားလေရက်ပိုင်းလေးတွေ့မှာပဲဟာဟဲ့သဘောထားကြီးပြလိုက်စမ်းပါတဝင်တိုးတင်တိုးရမယ်မြကြငါတို့ကမင်္ဂလာဦးအိမ်သာပြောတယ်ရောက်ကြတဲ့ကပရိဘောကကနေနံရံမှာကတ်တဲ့ပကြီးအားစသူပေးတဲ့လက်ဖွဲမောင်စောဖို့ဂျင်ကန်းပစ္စည်းတွေအားစနောက်ဆုံးမောင်သုံးနေကြရေမွေးတီ
အကုန်သူ့ရဲ့အငွေမလွတ်ဘူးကြာရင်ငါကုန်ရိုက်ခွဲလွတ်ပြစ်မိတော့မယ်ပြောရင်းနဲ့ငိုတန်ပါလာတဲ့တငယ်ချင်းဖြစ်သူကိုကြည့်ပြီးညကြရင်ခြေမကင်မီလက်မကင်မီဖြစ်သွားတယ်ဟဲ့မင်္ဂလာဦးရဲ့ကြီးလေငိုတော့မငိုလိုက်ပါနဲ့ဟဲ့ငါထွန်းသစ္စာပြန်လာတဲ့ဒီနင်းနဲ့အဖော်လုပ်ပေးပါမယ်နော်စိတ်ကိုလျှော့ပါအလင်းကရဲ့ငါအိမ်အောင်ပြုတ်မိတာမှားပြီလားမြကြအခုငါအချိန်မီသေးတယ်မိုးမချုပ်ခင်ငါပြန်လာရင်ကောင်းမလားယင်စီပွားရေးနဲ့ပတ်သက်ရင်ထက်မြက်တလောက်အခြေရေးမှာတော့မူကြိုအစင်းလောက်ပဲရှိသေးတဲ့တငယ်ချင်းအပြူကြီးရဲ့စကားကိုနားထောင်ပြီးညကြရင်ရီလဲရီချင်တယ်ရီလဲမရီရဲပါဘူးမရတော့ဘူးအလင်ကအခုခေတ်ကဘိုက်ထွက်မှာမင်္ဂလာဆောင်တဲ့ခေတ်လူသိရှင်ကြားမင်္ဂလာပွဲလုပ်ပြီးသွားပြီမို့အတူမအိပ်ရသေးပါဘူးလို့နေအရက်တကာလှည့်ပြောလဲနေကိုဘသူမှမယုံတော့ဘူးရင်းချက်စမ်းပါဟဲ့အိမ်တောင်ကြီးကိုလည်းနေကျွမ်းကျင်တဲ့စီးပွားရေးဈေးကွက်တစ်ခုလိုပဲပိုင်နိုင်ကင်တွယ်စမ်းပါနင်းဘက်မှာငါအမြဲရှိမယ်နော်စိတ်ချအလင်ကတွေးဆနေရတဲ့တစ်ချက်ငြိမ်သွားတယ်ပြီးမှငါစိတ်မစင်းရပါဘူးလို့နင်အာမခံလားဟဲ့အမလီအာမခံရအောင်နင်းနဲ့ထွန်းသစ္စာငါဆက်ယုံထွက်ပစ္စည်းမဟုတ်ဘူးလေကဲပါအဲ့ဒါတွေထားပါတကယ်တော့နင်အခုညအတွက်ရင်ခုန်နေတာကိုငါ့ကိုပတိပဓာတွေရှောက်ပြောနေရမလားမှန်ပြောစမ်းမိမနင်းနဲ့ထွန်းသစ္စာတကယ်ကိုလုံးဝမပဲနဲ့မှမပဲနဲ့ရသေးဘူးမလားဟဲ့ဘဲနဲ့ဆိုတာဘာကြီးလဲညကြနော်အစုပ်ပလုံးမမိခိုးကြီးကညစ်ပတ်လိုက်တာဟဲ့မစိမ့်နဲ့လေနားတယ်ဟဲ့ညကြရှောင်းရင်ကွင်းရင်နဲ့စားနောက်ပြီးတော့အာယုံလွှဲလိုက်ပေမဲ့လည်းတငယ်ချင်းဖြစ်သူအတွက်တော့စိတ်ထဲမှာတိတ်အေးလာတယ်လည်းမဟုတ်ရပါဘူးချစ်စာကျင်နာစာအချိန်မှတောင်အလင်ကားကိုအလေးမထားပဲနဲ့ထင်ရလောက်တက်ပုံပေါ်တဲ့ထွန်းသစ္စာရဲ့ပုံကိုသိနေတာမို့တပ်ပြင်းကိုမတိမတာကြိတ်ချမိတယ်မောင်အဲ့ဒီရက်တွေမတော့ပါနဲ့တော့မောင်ရဲ့မောင်ဘာတွေခံစားနေရလဲရင်မိမမောင်ကိုဘာလုပ်ပေးရမလဲဘာလုပ်ပေးရမလဲဟုတ်လားမင်းငါနားမှာရှိနေတာဒီအရက်တစ်ခွက်လောက်တောင်ငါအတွက်အသုံးမကျလို့မင်းကိုဂရုမစိုက်ပဲနဲ့ဒီအရက်ကိုတောက်နေရတာကွာတွားသေးပြီတွားငါဘဝရဲ့တက်လန်းမှန်သမျှကိုဖျက်ဆီးပြီးတော့ငါနားမှာအရှက်မရှိတွေ့ကပ်နေတဲ့မင်းလိုမိမတွားသေးပြီငါကြေးလက်မယ်ဟာတွားလေတွားဆိုအခုထွက်မသွားသေးဘူးလားအင်းကွာကျမ်းမော်ပြစ်ပေါက်ခံလိုက်ရတဲ့အရက်ပလင်ကွဲတွေကိုကြည့်ပြီးနေကြည်နုနုအိတ်ခမ်းထဲကိုပြေးထွက်လာမိတယ်အိယာပေါ်ပြစ်လဲချရင်နဲ့မျက်ရည်လဲရွှဲနဲ့အိတ်ဆက်ခရတဲ့ညတွေလည်းမနှဲတော့ပါဘူးကားမပါပဲလက်ပလာနဲ့ပြန်လာရတဲ့နေရာစပြီးနေကြည်ဘလို့အကောင်းဆုံးဝတ္တရားကြည်အောင်နေကြည်ကိုအကောင်းမမြင်တော့ဘူးသူတပြန်ကိုတပြန်ပြန်ခံပြောမိတဲ့နေ့တွေဆိုရင်လက်ပါလာတတ်တယ်ရိုက်စားရှိတဲ့ယောက်ျားလက်ရင်ဆိုသလိုအခုဆိုရင်မင်းလက်ရကိုထက်အားနွဲတဲ့မိမသားဖြစ်သူကိုရိုက်နှက်လိုက်ရဖို့ဝင်မလေးတတ်တော့ဘူးအလင်ကားရဲ့ကုမ္ပဏီကထွက်လာပြီးကြတဲ့တိမ်ပကြီးနဲ့လုပ်ငန်းတစ်ခုကိုလုပ်ဖို့ပြင်ဆင်နေတယ်လို့လမ်းကြုံပွဲစားလုပ်နေတယ်လို့နဲ့အလုပ်တစ်ခုကိုမဲရပြန်လုပ်နိုင်ဖို့မကြိုးစားတော့ဘဲနဲ့မင်းလက်ရအခုဆိုရင်အရက်ဖိုးတောင်မှနေကြီးစီကပြန်တောင်းလာတတ်နေပြီအပေါင်းအသင်းဟောင်းတချို့အတူဆုံးကြဖို့ဖုန်းဆက်လာတိုင်းမှာလည်းအရင်လိုအလုံးနဲ့ကားနဲ့မဟုတ်တဲ့မင်းလက်ရအကြောင်းတစ်ခုခုပြရှောင်ညင်းနေတာကိုကြားရတော့လေနေကြီးစိတ်မကောင်းမိပြန်ဘူးအိမ်အောင်ရှင်မိမသားတယောက်ကိုယောက်ျားကိုချစ်တဲ့နေရာမှာယောက်ျားတွေမိန်းမကိုချစ်တယ်လို့ဇနီးမယားချစ်တခုတည်းမဟုတ်ပါဘူးအမေတယောက်ကသားတယောက်ကိုချစ်တယ်လို့အမတယောက်ကမောင်တယောက်ကိုချစ်တယ်လို့စွန့်လွတ်အနေတာခံတတ်သေးတယ်ဆိုတာကိုလည်းမောင်သိစေရမယ်နေကြီးနုနုဆုံးဖြတ်ချက်ရဲချပြီးတော့ဖုန်းနံပါတ်တစ်ခုနှိပ်လိုက်တယ်ကဲပြောပါအောင်စီရဲ့ပကြီးကိုဘာကိစ္စနဲ့တွေ့ကျင်တာလဲတို့မင်းကိုအရေးကြီးကိစ္စတခုပြောချင်လို့ချိန်လိုက်တာပါသိတယ်လေအဲ့ဒီအရေးကြီးကိစ္စဆိုတာပဲအခုမင်းနေတာအရင်တစ်ခေါက်တော့တခုဆွဆွဲဦးမယ်ဆိုရင်လည်းကြိုပြောဦးနော်ပကြီးရဲ့ဖုန်းကင်မရာကိုအစင်းတင်ချိန်ထားရအောင်လို့အော်အဲ့လိုတွေမလုပ်ပါနဲ့တိမ်ပကြီးရဲ့အဲ့လိုမဟုတ်ပါဘူးတို့မင်းကိုမဆွဆွဲတော့ပါဘူးတို့အခုလာတာ
မင်းနဲ့အေးစစ်စစ်ညှိနှိုင်းမှုလာတာပါဟိုတောင်းဆိုဖို့လာတာလို့ပြောလို့ရတယ်လို့ခွင့်ပြုဖို့လာတာဆိုရင်လည်းမမားပါဘူးတိမ်ပကြီးနားနဲ့ငယ်ရှုပ်သွားတာကြောင့်နေကြီးနုနုကိုမျက်မှောင်တွန်းပြီးတော့တေချာစိုက်ကြည့်လိုက်မိတယ်ဟုတ်ပါတယ်တိမ်ပကြီးဒိုးခုလာတာရှင်ထဲမှာစိုးတက်လာအောင်နေနေတဲ့ခန်းစားချက်ကိုကြိတ်မိတ်ဖုံးပြင်းနဲ့နေကြီးနုနုစကားဆက်နိုင်မှုပြင်လိုက်တယ်မင်းနဲ့တိုးယောက်ျားလက်ထပ်ဖို့ဒိုးကိုယ်တိုင်သဘောတူခွင့်ပြုကြောင်းလာပြောတာပါဘလို့တိမ်ပကြီးနားကြများမှားသလားလို့ထင်မိသွားတယ်ဒေါသနဲ့လှောင်ရည်ကျင်စိတ်ကိုမနှဲကိုမျိုးသိပ်ပြီးတော့ထိန်းထားလိုက်ရတယ်ဟုတ်ပါတယ်မင်းကြားတဲ့အတိုင်းပါပဲစစ်တကူကူလွဲနေပြီထင်တယ်အဲ့လိုခွင့်ပြုချက်ရဖို့စစ်စီမှာပကြီးတခါမှမတောင်းဆိုဘူးနော်ဟုတ်ပါတယ်အဲ့ဒါကြောင့်ဒိုးယောက်ျားကိုမင်းလက်ထပ်ဖို့ဒိုးကိုယ်တိုင်ကပဲမင်းကိုတောင်းဆိုတာပါကျူထားတဲ့ပစ္စည်းတွေပကြီးအကုန်ပြန်သိမ်းလာလို့လင်မယားနှစ်ယောက်ယူများသွားပြီလားမသိပါဘူးပကြီးကလည်းကိစ္စတစ်ခုကိုအစရရင်ကြကြလက်ကြစူးစမ်းတတ်တဲ့အကျင့်ရှိတာမို့ပြန်ပြောကျင်တဲ့စကားလုံးတွေကိုခဏမျိုးသိပ်ပြီးတော့သွေးတိုးဆန်းတဲ့မေကွန်းမျိုးကိုမေးကြည့်ဖို့ကြံလိုက်တယ်။ဘာလဲပကြီးကလက်ခံရင်စစ်ယောက်ျားကိုကြွားပေးမယ်ပေါ့လေဟုတ်လား။နေကြီးနုနုရဲ့မျက်နှာပြိုတော့မယ်မို့လို့မိုင်းညို့စွာနဲ့ပကြီးကိုပြန်ကြည့်လာတယ်။ဥပဒေမှာပထမဇနီးရသဘောတူရင်ဒုတိယဇနီးယူလို့ရပါတယ်။ဟိုအမားတို့အမျိုးထဲမှာအိမ်အောင်ကွဲမရှိကြလို့ပါအပီးခွာတဲ့ဒီတော့မလုပ်ပြရစေနဲ့နော်အဲ့တော့အမကစင်မောကမရကြီးကျမကတော့တက်တလုံးမရံငယ်လို့ပေါ့လေအဲ့လိုလားအဲ့လိုမတွေးပါနဲ့ညီမရဲ့ဥပဒေမှာမရကြီးမရံငယ်ဆိုတာမရှိပါဘူးမရပြိုင်ပဲရှိတာပါအမသဘောတူလို့လက်ထပ်ပြီးသွားရင်မင်းကအမနဲ့တန်းတူသူ့ကိုပိုင်ဆိုင်မှာပါတစ်ချိန်ကသူများသားသမီးပြိုမိမချင်းကိုချင်းမစားအဆက်ခွဲဆွဆွဲတတ်တဲ့ဇွတ်လင်ခုံစားခဲ့တဲ့မိမတယောက်ရဲ့ညိုးငယ်နေတဲ့မျက်နှာကိုတိမ်ပကြီးတရားကြကြမြင်ဘူးသွားတယ်။ဘာလဲစစ်သားသဘောတူခွင့်ပြုမယ်ဆိုရင်ကျမသူ့ကိုယူမယ်လို့မင်းလက်ရစစ်ကိုပြောလို့လား။ तू ကဘာမှမပြောပါဘူး။ဒါမဲ့ तू စိတ်ဆင်းရဲနေရတာကိုအမမမြင်ရတော့လို့အကြိမ်ကြိမ်စဉ်းစားပြီးမှအခုလိုဆုံးဖြတ်ချက်ကိုမင်းနဲ့လာညှိနှိုင်းတာပါ။ပြောနေရင်လည်းသူ့စီကတန်ဖိုးကြီးပစ္စည်းတစ်ခုခုကိုတကယ်လက်လွတ်ဆုံးရှုံးရတော့မလို့မျက်ရည်ပေါက်ကြီးငယ်ကျလာတဲ့မိန်းမတစ်ယောက်ရဲ့ရှင်တွင်းခံစားချက်ကိုပကြီးအနှဲငယ်နားလေစာပြုတ်လာတယ်။မင်းလက်ရအချူသမားပဲ။အပြောကြီးတာလွဲပြီးတော့လက်တောင်အကင်မခံတဲ့တိမ်ပကြီးကိုနေကြီးနုနုထင်တယ်လို့အသေးပအောင်ချစ်နေတာတော့ဘလို့မှမဖြစ်နိုင်ဘူး။နေကြီးနုနုအခုတည်းလွဲနေသေးတာကသူ့ယောက်ျားအပူကြွားပြောသမျှယုံတက်တာတခုပါပဲ။မရက်ကြီးကုံစားတက်တာလွဲရင်ငွေကြေးစည်းစိမ်တော့မတ်တက်ပုံမပေါ်ပါဘူးကိုမင်းလက်ရစိတ်ဆင်းရဲတာကျမနဲ့ဆိုင်မဆိုင်တော့မသိဘူးကျမဘက်ကစစ်ကိုပြောချင်တာတခုကတော့ကျမမိကောင်းဖခင်သားသမီးတယောက်ပါသူများယောက်ျားကိုမိန်းမတယောက်နဲ့အတူမျှဝေသုံးဆွဲဖို့မပြောနဲ့စစ်အပီးခွာပေးမယ်ဆိုရင်တောင်သူ့လိုယောက်ျားကိုကျမလက်ထပ်ဖို့စိတ်ကူးလုံးဝမရှိဘူးအဲ့ဒီတော့စစ်နဲ့ထိုက်တန်လို့စစ်ရထားတဲ့ယောက်ျားကိုစစ်ပဲယုံယုံကြည်ကြည်သုံးဆွဲပါတခုပဲရှိတယ်ယောက်ျားပါဇက်ကထွက်တဲ့မိန်းကလေးနာမည်တိုင်းကိုတော့မိန်းမချင်းကိုချင်းမစားလိုက်ပြီးတော့တဝင်းတို့ဂုံမစားနဲ့ပေါ့ရှင်လူတိုင်းမှာအုံနောက်နဲ့မှတ်ဉဏ်ရှိကြသလိုဂုံငွေအင်အားရှိတဲ့အမျိုးကောင်းသမီးတွေစိတ်တွင်အစိတ်ထက်ကြောက်စရာကောင်းတယ်ဆိုတာလေးကိုပဲမှတ်သွားပေးပါပကြီးကိုပြန်ခွင့်ပြုပါအောင်နေပါအောင်တိမ်ပကြီးမင်းကိုယ်တိုင်ကရောသူ့ကိုနည်းနည်းလေးမှမချစ်ခဲ့ဘူးလားအဲ့ဒါဆိုရင်ဘာလို့ဟိုတယ်မှာဒိတ်ကြတဲ့အဆင့်ထိနေပါအောင်အဲ့ဒါဆိုရင်ကျမလည်းပြန်ထိုင်မယ်စစ်လဲခဏဆောင်ဟုတ်ပြီလားပြောရင်နဲ့တိမ်ပကြီးရဲ့ဖုန်းကိုထုတ်ပြီးတော့ဝဒီဇောဆိုတဲ့ကွန်တက်တစ်ခုနှိပ်လိုက်တယ်တချို့အိမ်အောင်တဲ့မိန်းမတွေရဲ့အုံနောက်ကရိုင်းပြောရရင်လင်စိတ်မွန်လို့လားပဲမသိပါဘူးမစင်ပိတ်နေတယ်လို့စိုးရတုံးရလွန်နေအခုတီအောင်သူမတ်မောတယ်လို့သူ့ယောက်ျားကိုလိုချင်မတ်မောတဲ့အမျိုးသမီးကောင်းတယောက်ယောက်ရှိကိုရှိနေဦးမယ်လို့သူထင်နေသေးတာလားအတိတ်ပဲမရှိဘူးမောင်ကျင်စာဦးဇနီးမောင်နဲ့ဟန်နီမွန်ထွက်တဲ့ခီးမှာအဲ့ဒီစနိုးဆိုတဲ့မိန်းမ
ဘာလို့ကလန့်နဲ့လိုက်มาလဲဟာမကလည်း तू ကမောင်ဝယ်ဒီအတွက်ဒီနိုင်ငံကိုလာတာလေအဲ့ဒါကိုသိတယ်လေအခုကဝယ်ဒီလန်ပြီးပြီလေပြန်ပေါ့ဘယ်ဟုတ်မလဲမရဲ့သူနဲ့မောင်ကမောင်နှမတွေလို့အရန်ရှင်းနေတာဟိုမှာဆိုရင်ဘော့စ်ကမောင်ကိုသူ့သမီးနဲ့ဒန်းတူထားတာလေဒီမှာသူရှိနေသမျှလဲမောင်ကတာဝန်ကျေမပေါ့မောင်တို့ဟန်နီမွန်းနဲ့ထွက်သူ့ကိုလည်းအလဲပတ်ပို့ပြီးတစ်ချက်ကုန်နှစ်ချက်ပြက်ကဲဘလောက်ကောင်းလိုက်လဲအရန်ကောင်းတယ်ထင်လဲမောင်တို့နှစ်ယောက်ပဲဟန်နီမွန်းထွက်လိုက်ပါလားမနေခဲ့ပြီမယ်မမောင်ရဲ့လေတမ်းမကြောင့်အလင်ကစကားနည်းနည်းလွန်သွားမှအလင်ကသိလိုက်တယ်မောင်အများကြီးအထင်ကြီးပါတယ်ကျေးဇူးပြုပြီးတော့အဲ့လိုသဘောထားသေးနှုတ်တဲ့စကားတွေမပြောပါနဲ့အလင်ကဘာမှပြန်မပြောဘဲနဲ့တိတ်နေလိုက်တယ်တကယ်ဆိုရင်မောင်ရဲ့ဘဝတစ်သက်တာအတွက်နှစ်ယောက်တူစားလျှောက်ကြရမယ်ခရီးမှာနှစ်ယောက်တည်းလွတ်လွတ်လပ်လပ်နဲ့အမတ်တရကောင်းလေးတွေပဲကြံစင်တာပေါ်တို့ဘာတို့အလင်ကချွဲနှွဲလိုက်ဖို့ကောင်းပါတယ်ခတ်တာတခြားမိမတယောက်မျက်နှာပေါ်လာရင်အလင်ကားရဲ့မာနအလင်ကားကိုအဲ့လိုလှုပ်ခွင့်မပေးဘူးခလုတ်ပိတ်ထားတဲ့စက်ရုပ်ကြည့်လို့ခတ်တောင်းတောင်းပဲရက်နေမိတယ်ဟယ်လိုစနိုးပြောကိုတောင်ခုပဲဖုံးဆက်တော့မလို့ဟိုတယ်စားရတာအဆင်ပြေလားညနေကိုယ့်အိမ်မှာလာစားမလားဘာရှုပ်စရာရှိလဲစနိုးရဲ့ကိုလာကြုံမှာပေါ့စားကျင်တဲ့မီနူပြောကိုယ့်အိမ်ကကိုချက်ခိုင်းထားလိုက်မယ်အလင်ကားနဲ့ပြောနေတော့ကအတန်နဲ့ချားနာစွာပဲချက်ချင်းနူးညံ့ပျော်ပြောင်းသွားတဲ့မောင်ရဲ့စကားတွေကိုဆက်ပြီးတော့နားမထောင်တော့ပဲအလင်ကားရဲ့ခြေလမ်းတွေကိုမိဖို့ဆောင်ဘက်ကိုပဲဦးတည်လိုက်တယ်မချမ်းပုံရှင်းမလေးအခုလှုပ်လက်စအကုန်ရက်ပြီးတော့ပြန်တော့ရှင်းဘာလို့လဲမလေးအော်စောပေးပြန်တာလို့မှတ်ပေါ့မလေးတို့မနှက်ပြန်ခရီးထွက်တော့မှာဆိုတော့အသေးရွက်တွေအကုန်သေးချာတိမ့်ပေးသွားမလို့ပါအကုန်ယူပြီးပြန်ကဲပါမြန်ယူပြီးမြန်ပြန်တော့ဟုတ်ကဲ့မလေးဩခဏအိမ်နောက်ကပတ်ပြန်တော့မောင်လုံးဝမမြင်စေနဲ့သိလားဟုတ်မလေးဒေါ်ချမ်းပုံထွက်သွားတာနဲ့အလင်ကအိမ်အပေါ်တက်ကိုတက်သွားတဲ့အထိမောင်ကတော့ပြုံးရွှင်ရီမောစွာနဲ့ဖုန်းပြောလို့မပြီးနိုင်သေးပါဘူးအလင်ကလည်းအုံနောက်တွေကိုအမြန်အလုပ်ပေးပြီးတော့ညကြအပါဝင်ဖုန်း3လုံးလောက်စီကိုဇက်တိုက်ဆက်လိုက်တယ်ဘာလဲအကိုကြီးကိုအမကိုယ်တိုင်မပြုစုပေးနိုင်တော့လို့ဝရီကိုခေါ်ချင်တာလားရတယ်လေအချိန်ပိုင်းလားနေပြန်လားနေကင်းခေါ်ရင်လူမြင်တော့ကြေးတော်ပို့ပေးရမယ်နော်ရီမပိုင်ဝတီကအသက်တောင်ပြင်းမရှူချင်ဘူးကြည်လိုက်တာနဲ့ဇီယရုပ်ပေါက်နေတဲ့လျှက်ပေါ်လော်လီအမျိုးသမီးကိုကြည့်ပြီးနေကြီးနုနုဘာပြန်ပြောရမှန်းမသိတာကြောင့်တိမ်ပကြီးကိုပဲအာကိုတကြီးကြည့်လိုက်မိတယ်တိမ်ပကြီးကသူမနဲ့မသက်ဆိုင်တယ်လို့အေးခွက်ထဲကိုရေခဲနဲ့တံပြာစိတ်ကိုညှစ်ထည့်ပြီးတော့ပိုက်နဲ့မွေးဆက်တဲ့အလုပ်ကိုစိတ်ဝင်စားအချိန်ပေးလုပ်နေတယ်ဒီတစ်ခါရောအကိုကြီးနဲ့တိတ်နေကြဟိုတယ်မှာလားဒါမှမဟုတ်ပြောရင်နဲ့သူမရဲ့မျက်နှာကနေကြီးနုနုနာကိုတိုးကပ်လာတာမို့နေကြီးရောင်ပြီးတော့တွန်းဆုံမိလိုက်ပြီးမှမမတ်ပြန်ထိုင်လိုက်ရတယ်အမတို့အိပ်ရမှာပဲအမပါဝင်သရီးစမ်းချင်တာလားတူတူကပ်မိလိုက်တဲ့သူမစကားကိုနေကြီးရုတ်တရက်နားမလည်လိုက်ဘူးအရေးကြီးသဘောပေါက်လိုက်တဲ့အခါမှာမျက်နှာရှက်စိတ်နဲ့နှီးမြန်းသွားတယ်ဘာလဲအမလူကိုတွေ့ကျင်တယ်ဆိုပြီးတော့ဘာအတက်မှလည်းမရှိပါလားမရကြီးကမရငယ်ကိုဂုံစာပြတယ်လို့လူတွေရှိမှရုပ်တဲတဲလှုပ်ပြချင်တာလားဒါမှမဟုတ်အလူကြီးပေးချင်လို့သူ့ကိုယ်စားသူ့ယောက်ျားကိုပြုစုဖို့ပြည့်တစားတေရီမာကိုငားတဲ့ဥဒရာမိမမြတ်လေးလို့သဘောထားကြီးပြချင်တာလားဒါမှမဟုတ်ခုနကပြောသလိုပဲအိပ်ရာထဲမှာ3ယောက်ပူ3ဆန်တော်ပါတော့ဝတီစောသူနဲ့တန်ရာစကားတွေကိုကြားနေရတဲ့နေကြီးနုနုရဲ့မျက်နှာကအခုတော့ရှက်စိတ်နဲ့ရဲတွတ်နေတယ်တိမ်ပကြီးအေးခွက်ကိုတစ်ဆက်တည်းမောချလိုက်ပြီးတော့တဝိုင်းလုံးစာကြားတဲ့ငွေကိုဇပွဲပေါ်တင်လိုက်တယ်ပြီးမှမဟုတ်ဘူးဝတီစော तू ကသူ့ယောက်ျားစိတ်ဆင်းရဲနေတာကိုမမြင်ရလို့သူ့ယောက်ျားနဲ့ဟိုတယ်မှာဒိတ်ကြတဲ့အဆင့်ထိတောင်မှချစ်ခဲ့ကြတဲ့မိန်းမနဲ့သူကိုယ်တိုင်သဘောတူလက်ထပ်ခွင့်ပြုမှာရှင်းပြောရရင်တော့ small မဟုတ်ဘူးကွာစကတ်လီပေါ့မရငယ်မဟုတ်ဘူးနောက်ထပ်မရပြိုင်ပေါ့အိုးမဟုတ်ဘူးအခုမှ
ပြပြတလဲဝင်ရင်းလာတဲ့နေကြီးနုနုကိုပကြီးမတိတီကြည့်လိုက်တယ်ခုနကတော့စစ်ပကြီးကိုပြောနေတာအဲ့လိုလားလို့ပါစစ်ကပြောရတယ်နော်တကယ်တော့ကိုမင်းလက်ရပကြီးနဲ့ဟိုတယ်မှာဒိတ်ဖို့မပြောနဲ့ပကြီးရဲ့လက်ဖြားလေးကိုတောင်မှကင်ခွင်းရဘူးရဲ့လားလို့ကိုလူကိုလည်းတိတိကျကျလေးပြန်မေးကြည့်လိုက်ပါအောင်စစ်ရဲ့အဲ့ဒါကြောင့်စစ်ညှိနှိုင်းတိုင်မရမဲ့လူလွဲနေလို့တဲ့သွားအောင်လို့ကာယကံရှင်ကိုခေါ်ပေးလိုက်တာကြံတာတော့စစ်တို့ကိစ္စလေးနော်ဝတီမမသွားပြီနော်အလုပ်ဖြစ်ပါစေဟုတ်ကဲ့မမပကြီးနေပါအောင်တင်ပကြီးပကြီးကနောက်ကိုလှည့်မကြည့်တော့ဘူးအဲ့ဒီမှာတူရတန်ရအစစ်နဲ့လင်ကုံဆက်စာနေလိုက်နေကြီးနုနုသူတို့တွေကအစိုးရဘာလာလောက်တာလဲမအထုပ်ပိုးတွေကိုစီနဲ့သူတို့အိမ်ကဒရိုင်ဘာတွေလာပို့သွားတဲ့မြကြရန်ရဲ့အလင်ကနဲ့အမျိုးနိဆက်တော်တဲ့ကူကူမေတို့ကိုကြည့်ပြီးမောင်ကတိုးတိုးကတ်မေးလာတာပါမင်းနေရသေးလားမောင်ရဲ့သူတို့လည်းဟန်နီမွန်လိုက်မလို့လေဒါတောင်တယောက်ကအခုမနက်မှမလိုက်ဖြစ်လို့မနဲ့မောင်နဲ့မြကြနဲ့ကူကူနဲ့ပြီးတော့မောင်ရဲ့စနိုးနဲ့9ယောက်တောင်လေပျော်စရာကြီးဟုတ်တယ်မလားမောင်ကအလင်ကတမင်အရွယ်တိုက်ခေါ်ထားမှန်သဘောပေါက်သွားပုံနဲ့မျက်မှောင်ကြီးတွန့်ချိုးသွားပြီးတော့အလင်ကဘက်ကိုလှည့်ကြည့်လိုက်တယ်စနိုးကိုမလိုက်တော့ဘူးမောင်ပြောပြီးသွားပြီကြံတဲ့သူတွေတော့မောင်ကိစ္စမဟုတ်ဘူးဟင်မောင်ကဘာမှထပ်မပြောဘဲနဲ့ကားကိုဟိုစစ်တီစစ်အလုတ်သွားရှုပ်နေပုံပြတာမို့ကိုတက်ကိုဆိုတဲ့အလင်ကတယောက်ဘာလို့ရမှန်းမသိတော့ပါဘူးညစာနဲ့ကူကူကမလိုက်ဘူးဆိုတာတောင်မှတညာလုံး Facebook Messenger ကနေစီယုံပြီးတော့မရမကအပါခေါ်ထားမိတယ်ဟိုတယ်စီအငိမ့်နဲ့ကန်းချီဝတ်စုံကားကြဝယ်ပေးပါမယ်ဆိုတဲ့စကားတွေကကြုံပြီးပြီလေညစာတော့မောင်နဲ့စနိုးကိစ္စအကုန်ပြောပြထားတာမို့ချော့ပြီးတော့နေခိုင်းခဲ့လို့ရအောင်တော့ကူကူကတော့ဘယ်လိုပြောရမှန်းမသိပါဘူးသူ့ထုတ်တွေကိုမောင်ရဲ့ကားပေါ်စတင်မှုပြင်နေတဲ့ညစာကိုအလင်ကမျက်နှာလေးအတက်နိုင်ဆုံးငဲပြပြီးတော့အနားကိုလှမ်းခေါ်လိုက်တယ်။ဘာလဲ။ဘာဖြစ်နေရလဲအဲ့မျက်နှာ။ညကြဟိုလေးစနိုးမောင်ကမခေါ်တော့ဘူးတဲ့ဟာအဲ့ဒါအော်ဟောအဲ့တော့နင်းရဲ့ဘက်တော်သားငါတို့ကပါနေခဲ့ပေးရမယ်ပေါ့။နင်းကလေဟိုကတစ်ထစ်လောက်ရှော့လိုက်တာနဲ့တန်းပြောတာပဲနော်။လင်မရဘူးမှအရန်တိတာတာပဲ။ तू အစားလှုပ်ထားတဲ့ကိစ္စလေးဘာဖြစ်လဲ။ငါတို့လည်းမျက်ခွက်ပြောင်ပြောင်နဲ့လိုက်ခဲ့မှာပေါ့ဟာနင်ကလည်းသူ့သဘောကြီးပဲမဟုတ်ပါဘူးဟာဟိုငါလည်းမောင်နဲ့နှစ်ယောက်တည်းပဲသွားချင်တာပေါ့လို့မိမအံ့ဩပါဟဲ့အပြူကြီးတွေယောက်ျားယူရင်အယူအမဲသာစားရတယ်လို့ပဲဆိုတာအယမ်းမှန်တာပဲကဲပါနင်ပြောလဲခံရမှာပဲဟာငါလက်ဆောင်တွေအများကြီးဝယ်ပေးပါမယ်သိလားအခုတော့ကူကူကိုဘယ်လိုပြန်ပါထုတ်ရမလဲကြံမအောင်မြကြရဲ့ညကြအလင်ကားကိုမျက်စောင်းထိုးပြီးမှသူ့မေးသူလက်နဲ့ပုတ်ပြီးအကြံထုတ်နေပုံနဲ့ခဏလောက်ငြိမ်သွားတယ်။မကြီးမပစ္စည်းတွေကားပေါ်ကိုအကုန်စုံပြီးဆိုရင်ထွက်ရအောင်။ဟာဟိုမှာမောင်းခေါ်နေပြီ။ကူကူကလည်းဒီဘက်ကိုလာနေပြီ။မြန်မြန်ကြက်ပါဟာညကြခေါ်လိုက်ကူကူကိုဒီနားကိုရအောင်ခေါ်လိုက်။ဟဲ့နင်တဲ့ကြီးမပြောဖြစ်နေအောင်နော်။အော်ခေါ်မှသာခေါ်စမ်းပါဟဲ့ရှာရှိနေပြန်ပြီ။ကူကူရေအလင်ငါတို့ဒီမှာပြီးပြီလားသွားကြမယ်လေအာအလားဘိုင်းနာရဲအာကူကူကလန့်အလားနေရာမှာနေမဲ့လဲချပြီးတော့တွန်းလိန်သွားတဲ့မြကြကြောင့်အလင်ကတော့မှရုတ်တရက်ထိတ်လန့်သွားတယ်ဟဲ့မြကြဘာဖြစ်တာလဲအာဘိုင်းနာလို့ဟိုလေးထင်းနေငါမလိုက်တော့ဘူးအလင်ကအာဟင်မမြကြဘာဖြစ်တာလဲယင်အိမ်ရှိကွန်ကရစ်ပေါ်မှာနေလူလိမ့်နေတဲ့မြကြငုတ်တုတ်ထိုင်ကြပြီးတော့သူ့ကိုလန့်ထိန်နဲ့အလင်ကားရဲ့လက်ဖြံကိုမတိမတာလိန်ဆွဲလိုက်တယ်အာလေလားမသိဘူးငါခဏဖြစ်နေကြလေအလင်ကားဟဲဟုတ်တယ်ဒုက္ခပါပဲဟဲ့စနိုးကလည်းမလိုက်ဖြစ်ပါဘူးတဲ့ဆိုနေရပါမလိုက်နိုင်တော့ရင်ကူကူကအဖော်မဲနေတော့မှာပေါ့လိုက်ခဲ့ပါနေရလေခဏနေတက်တာသွားမှာပါအာမရဘူးဟဲ့ဒီတခါတကယ်ဆိုးတယ်အာငါအိမ်ပြန်ပြီးတော့ family doctor ခေါ်မရမှာဒေါက်တာပဲသိတာငါယောဂါကိုငါဒေါက်တာပဲသိတယ်
ဟင်နေကအိမ်မှာတယောက်တည်းလေနေအိမ်အကူကိုလည်းပြန်ခိုင်းထားတယ်မလားကဲအဲ့ဒါဆိုလဲမက်ကာတို့အတွက်ပဲသွားလိုက်ပါတော့ကူကူလည်းဘက်ဘက်နေမဲ့အတူတူမလိုက်တော့ပါဘူးမမကြအိမ်ကိုကူကူရဲ့ driver ကိုလမ်းခေါ်ပြီးတော့ပဲပြန်ပို့ပေးလိုက်ပါမယ်ဟဲအားနာလိုက်တာကူကူရဲ့မက်ကလက်ဆောင်နေအများကြီးဝယ်ခဲ့မယ်နော်အင်းမမမြကြခဏနော်ကူကူ driver စီကိုဖုန်းခေါ်လိုက်အောင်မယ်အင်းမကူကူရဲ့မရေသွားမယ်လေနေမြင့်နေပြီဟုတ်လာပြီမောင်အလင်ကလွတ်လပ်ပေါ်ပါတဲ့ပျော်ရွှင်မှုတွေနဲ့အတူဖုန်းပြောနေတဲ့ကူကူမမြင်အောင်လို့ညကြောင် fly kiss ပေးပြီးတော့ခတ်တွတ်လှည့်ထွက်လာခဲ့လိုက်တယ်ကန်းကြီးခီမို့အုတ်တုတ်ကားကားနဲ့ဝစ်ထားတဲ့စကတ်ရှိရှိရဲ့အောက်စအနားလျောက်ဝဲခနဲ့ဖြစ်သွားတဲ့အထိပါပဲဘာမင်းကဘလို့လုပ်ပြီးဝရီကိုတိလာတာလဲရှင့်ကိုတိတ်တော်ပြီးတော့တိတ်ချစ်လွန်လို့ဖီဘာတွေပေးနေတယ်လို့ရှင်ထင်ခဲ့တဲ့တိမ်ပကြီးစီကနေတိလာတာပဲဘာပကြီးကလည်းဝရီကိုတိတယ်ဟုတ်လားဘာတွေလဲမင်းဘာတွေတိလာသေးလဲမအောင်တေချာပြောပြစမ်းမနေကြီးဘာမောင်လဲဒီမှာရှင်ကငွေကုန်ကြေးကုန်မှတ်တဲ့ယောက်ျားကျမကကုံစုံဆိုင်လေးဒီဇိုင်းကလွဲလို့ဘာမှမတက်နိုင်တဲ့မိန်းမအဲ့ဒါကြောင့်ရှင်မက်တဲ့အရာတွေကိုပေးနိုင်တဲ့မိန်းမတွေနဲ့ဖောက်ပြန်တာလို့ထင်ခဲ့မိတာအခုတော့ရှင်ကဝဒီစော့လို့ကြေးစားတာမိန်းကလေးနဲ့မှဟာမငိုစမ်းပါနဲ့ကွာမောင်မေးတာကိုဖြေစမ်းပါပကြီးကဝဒီကိုဘလို့လို့တိနေရလဲအဲ့ဒါကိုသိလို့မောင်နဲ့လုပ်ငန်းတူမလုပ်နိုင်တော့တာလားမြန်ပြောစမ်းပါနေကြီးဟာအခုချိန်ဒီတောင်နေကြီးလိုချင်တဲ့ဖြည့်ရှင်းချက်ကတခြားသူစိတ်ဝင်စားနေတဲ့အကြောင်းအရာတစ်ခုဖြစ်နေတဲ့ယောက်ျားတစ်ယောက်ကိုနေကြီးလင်းယောက်ျားမတော်လို့တော့ပါဘူးနေကြီးဘက်ကတက်နိုင်တဲ့လောက်စူးစမ်းလိုက်ရောဖို့စဉ်းစားခဲ့ပေမဲ့မင်းလက်ရရဲ့စိတ်တက်အစစ်တန်းကတော့ဟိုးအောင်ဆုံးပါဒါကဘာလို့တာလဲမင်းကငါမေးတာမဖြစ်ပဲနဲ့ဘယ်အားကိုးစရာလင်ငယ်စီကိုတွားဖို့အဝိအိတ်ပြင်းနေရလဲရှစ်စိတ်နဲ့နိုင်ပြီးတော့ကျမကိုလာမရိုင်းနဲ့ရှင်နဲ့တအိတ်ရတဲ့အိတ်ကိုရှင်လို့ကျမသွားချင်အောင်သွားမယ်အောင်မမင်းအားများပြောရတယ်ရှိသေးတယ်ပတ်စံရှိပါတယ်ဆိုတော့တေးလင်ကတော့တိမ်ပကြီးတို့တွေငါ့ကိုအမ်းနေတဲ့အချိန်တုန်းကတော့မင်းကအမျိုးထဲမှာအိမ်တောင်ပြတ်မရှိလို့မကွဲပြရစေနဲ့ဆိုအခုငါတက်လန်းမှန်သမျှပိတ်ပင်ဖြတ်စီးပြီးမှဝဒီစော့လိုမိမမျိုးနဲ့မို့စင်မောကမရက်ကြီးမလုတ်ချင်တော့တာပေါ့လေဟုတ်လားရီရတယ်ကွာဆဲကပြန်သွားစမ်းမလွမ်းဘူးကွာမလွမ်းဘူးမူယူတောင်းကျမ်းနေတဲ့မင်းလက်ရအောင်တော့နေကြီးဂယုမဆိုင်တော့ပါဘူးဒရဇက်ကျနေတဲ့မျက်ရည်တွေကိုတုံရင်းနဲ့အရေးကြီးတဲ့အသုံးဆောင်တချို့ခက်မြက်မြန်လေးသိမ့်လိုက်တယ်ထင်ချင်ရာထင်ပြောချင်ရာပြောပါစေတော့တက်နိုင်ရင်နေကြီးလောကကြီးတွေကနေအသေးသာထွက်ခွာသွားခြင်းမိတယ်ယောက်ျားယုံစုံလုံးကမ်းပြီးတော့လင်စိတ်မွန်ပြီးဆွဆွဲခဲ့မိတဲ့တိမ်ပကြီးနဲ့တေးလင်ကားတို့ရဲ့မျက်နှာတွေအောင်အတွေ့ထဲမှာပေါ်လာရင်းနဲ့နေကြီးမှာအပြစ်ရှိသူကြီးတယောက်လိုခံစားမိတယ်ရှဲယွန်တိမ်ငယ်လွန်းလို့ပျောက်ကွယ်သွားခြင်းမိတဲ့အထိပါပဲမောင်ရေထက်မကျိုးတော့ဘူးလားမတော့ပြီးပြီအခုမှပဲနေလို့ကောင်းသွားတော့တယ်ဒီမှာထင်ထားတာတက်ပို့မှုတယ်နော်ဖုန်းဝင်ထားတယ်မအိယာပေါ်ပက်လက်လဲပြီးတော့ဖုန်းကြည့်နေတဲ့ထွန်းသစ်စာတေးလင်ကားရဲ့စကားကိုအရေးမထားပဲသူပြောစရာရှိတာကိုဖြတ်ပြောလိုက်တယ်ဘသူဖုန်းလဲမောင်နေစီနုနုတဲ့ဟင်ဟုတ်လားမောင်ဘာပြန်ပြောလိုက်သေးလဲယင်ဘာပြောရမှာလဲမရေချုံနေလို့နောက်မှပြန်ဆက်လို့ပဲပြောလိုက်တာပေါ့အလင်ငါစိတ်ကထင်နေလို့လားပဲမသိပါဘူးမောင်ရဲ့စကားတန်ကနည်းနည်းအတန်ပြတ်နေတယ်လို့ခံစားနေရတယ်သူကဘာပြန်ပြောသေးလဲယင်မောင်ကဘာမှမဖြေဘဲနဲ့မန်တင်ကုံရှိနားမှာထိုင်နေတဲ့အလင်ကားနောက်မှာလာရက်ပြီးတော့ဒရာယာကိုကိုင်းလိုက်တယ်ပြီးတော့ခလုတ်ဖွင့်ပြီးတော့အလင်ကားရဲ့စပင်တွေကိုလေမုတ်ပေးနေတာမို့ဒရာယာစုတန်နဲ့အလင်ကလည်းထပ်မမေးဖြစ်တော့ပါဘူးစိတ်ထဲမှာတော့နေကြီးနုနုမောင်ရှိမှဖုန်းထက်ခေါ်လာမှာကိုစိုးတိတ်တိတ်ဖြစ်မိတယ်ကဲပြီးပြီအိတ်ကြရအောင်မဟင်ဝရန္တာထွက်ပြီးတော့ကန်းကြီးညလီညင်လေးပါလေမခံတော့ဘူးလားမောင်9 နာရီကျော်ပြီလေမအေးပတ်လိမ့်မယ်အလင်ကအေးပတ်မယ်လို့ပြောပေမဲ့မန်တင်ကုံပေါ်ကနေအိယာဘက်ကိုဆွဲခေါ်နေတဲ့မောင်ရဲ့လက်တည်းကအလင်ကားရဲ့ကိုယ်ပေါ်မှာပုတ်သက်ရင်းရွယ်လာပြီမို့
မောင်ပါဖြစ်ချင်နေပြီမှအလင်ကသဘောပေါက်လိုက်တယ်ပန်းနုရောင်ရှက်မျက်ဆောင်လေးဒိုင်းကနေထိုးပြီးတော့အလင်ကားရဲ့ကိုလေးကိုအိယာပေါ်ကိုအလိုက်တင်လှဲချပေးလိုက်တော့မောင်ကခက်ဖွားဖွားရှိပြီးတော့အခမ်းမီအလင်ရောင်ကိုရှော့ချလိုက်တယ်မမောင်ကိုချဲ့လားကလေးတယောက်လောက်ရပြီမှမေးပါတော့လားမောင်ရဲ့မောင်တကယ်သိကျင်လို့မေးတာလေးလေးနက်နက်ဖြေစမ်းပါမရဲ့စကားနဲ့အတူကုတ်ကြလာတဲ့မောင်ရဲ့မျက်မှောင်ကိုကြည့်ပြီးအလင်ကအပြစ်မရှိပါမယ်နဲ့အမားလုံးမိသူတယောက်လိုမျက်နှာချိုးသွေးပြီးတော့မောင်ရဲ့လက်မောင်းပေါ်ကိုကောင်းအောင်ပြီးမောင်မျက်နှာကိုရည်ကျဲကျဲနဲ့ကြည့်လိုက်မိတယ်မောင်ကလည်းမောင်ကိုဆိုတအားနိုင်စားတာပဲမောင်ကိုဆိုစကားလေးတစ်ခွန်းအစားအရန်ခ ्यू ဆိုင်ပြောရတယ်မေးတာကိုဖြေစမ်းပါအလင်ကားရဲ့ကိုပေါ်ကညား၏အပေါ်ယုံခါစီကျိုးလက်တစ်ဖက်ထဲနဲ့ပြည်နေတဲ့မောင်ကိုအလင်ကားရဲ့ကိုလုံးလေးအသာကြွပေးရင်းနဲ့မောင်ရဲ့လက်ပင်ကိုဖွားဖွားနမ်းလိုက်တယ်ချစ်တာပေါ့မောင်ရဲ့ဘဝမှာလေသစိမ်းယောက်ျားတယောက်ပေါ့ဘယ်တော့မှမဖြစ်ဘူးတဲ့အချစ်မျိုးနဲ့မောင်မှချစ်မိတာမို့မောင်နဲ့လက်ထပ်ဖို့လက်ခံခဲ့တာပေါ့မောင်ကတော့သဘောကျသွားပုံနဲ့အလင်ကားရဲ့နှာခေါင်းကိုသူ့ရဲ့နှာခေါင်းလေးနဲ့ခေါင်းငုံပြီးတော့ပွတ်တိုက်ကြည့်စဲလိုက်တယ်မောင်ကရောမလိုအချစ်မျိုးနဲ့ဘယ်နှယောက်သူ့အလဲကြတော့ဆက်ပြီးတော့အမေးမခံတော့ဘူးအလင်ကားရဲ့နှာခမ်းပေါ်ကိုကြားရောက်လာတဲ့မောင်နှာခမ်းတစ်စုံနဲ့အတူပို့ပြီးတော့တွက်လက်စွာပုတ်သက်လှုပ်ရှားလာတဲ့အလင်ကားရဲ့ကိုပေါ်ကမောင်းလက်ဘွားတစ်ဖက်ရဲ့အထီးတွေးကိုပဲမိန်မောစွာခံစားရင်းနဲ့လိုက်ဖို့ရင်မှုနေတဲ့ကိုယ်စိတ်နှလုံးနဲ့အတူမိကွန်းတချို့ကအာယုံလွဲသွားခဲ့တယ်။အနေတီစကားပြောပြတ်ပြီးတော့အလုတ်ထက်မြက်တဲ့မောင်ကအိယာပေါ်မှာတော့မာယာများလိမ့်မရှိပါဘူး။အလင်ငါ့ကိုသူဘလောက်မှတ်မောကြောင်းသူ့ရဲ့အပြုတ်မှုတွေကိုကြည့်ုံနဲ့ယုံပေးလို့ရတယ်လေ။ဒီချိန်ကြီးဘယ်ကဖုန်းလဲမသိဘူးကွာမောင်ကရေရွရင်နဲ့အလင်ကားရဲ့ကိုကြော်ပြီးအိယာဘေးကခုံပူလေးပေါ်ကသူ့ရဲ့ဖုန်းကိုလှမ်းယူလိုက်တယ်အလင်ကတော့ရှက်ပြုံးလေးပြုံးလိုက်မိတယ်အိယာစုံမှာပုံနေတဲ့ညအိတ် dress ကိုလက်လန်းမဲ့ကျန်တော့မောင်ကလက်တစ်ဖက်နဲ့အလင်ကားရဲ့လက်ချောင်းတွေကြားမှာသူ့ရဲ့လက်ချောင်းတွေကိုထိုးထည့်ပြီးလက်ဖွားချင်းစုပ်ပြီးတားလိုက်တယ်အလင်ကမျက်စောင်းလေးရွယ်ရင်းနဲ့မောင်ရဲ့မျက်နှာကိုမော့ကြည့်တော့မောင်ကမသိတလို့နဲ့ဖုန်းပြန်ခေါ်နေတယ်အေးပြောညီအောင်ဘာစနိုးဘာဖြစ်တယ်အေးငါခုပြန်လာမယ်ဖုန်းချပြီးတာနဲ့မောင်ကသူချစ်ချစ်ပါအောင်စုပ်ထားတဲ့အလင်ကားရဲ့လက်ဖွားကိုစက်ကနေလွတ်ပြီးအိယာဘွားနဲ့လူးလဲထားလိုက်တယ်မောင်တို့အခုညပြန်มาရမယ်မဟိုမှာစနိုးနှလုံးယောဂဖောက်လို့ဆေးရုံကိုအရေးပေါ်ပို့လိုက်ရတယ်တဲ့မောင်ဘာလို့အခုနောက်ထိပြရာခတ်သွားမှအလင်ကတိလိုက်ပါပြီဆေးရုံရောက်နေပြီပဲမောင်ရဲ့မတို့ညာရင်းချင်းကြီးပြန်မှုလို့လားမနှက်မအစောပြန်ရအောင်လေနော်မောင်ရဲ့ဘာပြောတယ်မမောင်ရဲ့လေတံကကြောက်စရာကောင်းလောင်ခတ်ထန်တာမို့အလင်ကတော့မှအံ့ဩသွားရတယ်ဟုတ်တယ်လေမောင်မညာကြီးခရီးဝေးမစည်းရဲဘူးပြီးတော့မတို့ဟန်နီမွန်းရက်လည်း2ရက်တောင်ကြံသေးတယ်လေတပတ်ခါမှပြန်มาမို့ညကြတို့အတွက်လည်းဘာလက်ဆောင်မှဟုတ်တိပတ်တိမဝယ်ရသေးတာတော့အလင်ကထဲ့မပြောလိုက်တော့ပါဘူးအဲ့ဒါဆိုလဲမနေခဲ့လေမောင်အခုပြန်มาဖြစ်မယ်မောင်အလင်ကားရဲ့တီးခန့်နိုင်စွမ်းနေရကုံသွားခဲ့ပါပြီသူပစ္စည်းတွေကိုအရေးကြီးသိမ်းနေတဲ့မောင်ကအလင်ကားရဲ့အော်တန်ကျဲကြောင့်တစ်ချက်ပဲလှည့်ကြည့်လာတယ်မောင်ကဆရာဝန်လည်းမဟုတ်ဘူးပြီးတော့ဒါကမတို့2ယောက်အတွက်ပြားရည်စမ်းအဲ့ဒါကြောင့်လဲသူ့ကိုထားခဲ့ပေးပြီမလားမောင်တောင်းပန်ပါတယ်မောင်ကိုနောက်မှရန်တွေ့ပါအခုညတော့မောင်ပြန်နေမှရမယ်ကိုလက်ထက်ယူထားတဲ့ညားကစားမရကိုအပူပင်မရှိထားခဲ့ပြီးတော့အကောင်းဆုံးစေးရုံပေါ်မှာအချိန်မီရောက်နေတဲ့လူနာအစ်စ်ဟုံမသေးကြတဲ့မိန်းမတယောက်စီကိုညရင်းချင်းစိုးရင်တကြီးပြတ်မဲဆိုတော့ရှင်ရပါလဲမအောင်အဲ့လောက်တောင်တက်တက်လို့စိုးရင်နေရင်လေကျမကိုဘာလို့ယူခဲ့သေးလဲသွားရှင်အခုရွေးသွားမယ်လမ်းကကျမတို့2ယောက်ရှေ့ဆက်တင်မဆက်တင်ဆိုတာကိုအဆုံးဖြတ်ပေးမယ်လမ်းမယ်ရှင်ရွေးချယ်သွားလိုက်ထွန်းသစ္စာမောင်ကသူ့တကူရေးစားပစ္စည်းတွေကိုဖြစ်တယ်လို့အမြန်သိမ်းဆဲထားတဲ့အိတ်ကိုဆွဲပိတ်လိုက်ပြီးကားတော့ကိုယူပြီးတော့အလင်ကားကိုစူးစူးရဲရဲရက်ကြည့်လာတယ်မအဲ့လိုစကားတွေတောင်ပြောထွက်တယ်နော်မတက်နိုင်ဘူးမလောလောဆယ်တော့မောင်ပြန်မကိုဖြစ်မယ်
မနဲ့အရောက်ဒရိုက်ဘာကိုအကျိုးလွတ်လိုက်မယ်အေးစိပြန်ခဲ့တော့မှပြောပြီးတော့လှည့်ထွက်သွားတဲ့မောင်ရဲ့နောက်ကျော်ကိုကြည့်ပြီးအလင်းကအံ့ဩလွန်းလို့ပါဇက်အဟောင်းသာဖြစ်မိတယ်မျက်ရည်ပိုးတူပေါက်တောင်းနဲ့ဘာစကားမှစက်မဆိုနိုင်အောင်ဒေါသနဲ့တဝင်းတိုစိတ်တွေကအလင်းကရဲ့တကူလုံးလောင်မြိုက်စေတယ်ဒါကရှင်မရဲ့မာနကိုစိန်ခေါ်လိုက်တာပဲမောင်မားဆိုတာစကားကိုအပြောင်ပြတ်ပြောတတ်တဲ့ခက်နုံနုံမိမတယောက်မဟုတ်ကြောင်းမင်းသိရမယ်ကို့ကိုမချစ်ခဲ့ပဲနဲ့ဘာလို့မင်းကအတူတွဲသွားတွဲလာလုပ်ပြီးတော့မျောလင်းချက်တွေပေးခဲ့တာလဲဟင်ဘာရွယ်ချက်နဲ့လဲတိမ်ပကြီးဟာပြောပြီးပြီလေဒါကလုပ်ငန်းသဘောအရာလို့ဒါမဲ့ရှင်ကထင်တဲ့မှမဟုတ်တာဘာတွေမျောလင့်နေရလဲမဟုတ်ပါဘူးပကြီးကို့ကိုချစ်လို့သာဝဒီနဲ့ကိစ္စသိသွားတော့တဝင်းတူတာပါဟုတ်တယ်မလားအရင်ကချူစီတွေနဲ့မင်းသားလူကြော့ကော့နေအောင်ဝစ်စားနေကြပုံနဲ့ခြားနာစွာမုတ်စိတ်ကျင်ဆွဲငုတ်တူတွေနဲ့ရွဲပြဲနေတဲ့မင်းလက်ရာပုံကိုကြည့်ပြီးတိမ်ပကြီးကတော့တော်တော်တရားကြမိတယ်တဝင်းတူရအောင်ရှင်ကအရင်ကတည်းကလူလွတ်မှမဟုတ်ပဲကိုမင်းလက်ရာအခုချိန်မှာဘေးလူတွေအထင်ကြီးအောင်လို့ကိုနဲ့တကယ်မသက်ဆိုင်ခဲ့တဲ့မိန်းမတွေကိုအတီးလုပ်ပြီးလိုက်ရှာတွေ့ကပ်နေမယ်စားရှင်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်လက်ခံတဲ့ရှင်ရဲ့မိန်းမနေကြည်နုနုကိုပဲလိုက်ရှာတောင်းပန်တင်တာဘာလို့တောင်းပန်ရမှာလဲကိုရဲ့တက်လန်းမှန်သမျှပိတ်ခဲ့တာသူ့လေတေးလင်ကားစီကနေအလုတ်ထွက်ရအောင်ပြောသွားခဲ့တာလေသူ့ပဲပကြီးကိုလူကြားသူကြားအဆက်တကွဲပြအောင်ဆွဆွဲတာလေသူ့ပဲအခုလိုတဝင်းတူဖို့ဟာလွဲပြီးတော့ဘာညံစွမ်းညံစားမှမရှိတဲ့မိန်းမတယောက်ကိုကတောင်းပန်စရာလားကိုသူနဲ့တရားဝင်ကြွားရှင်းလိုက်မယ်လေပကြီးကိုယူမယ်မလားသွေးယူသွေးတန်းနေပြောပြီးတော့ကြောင်စီစီဖြစ်နေပုံပေါက်တဲ့မင်းလက်ရာကိုအလင်ကဆက်ပြီးတော့စကားမပြောချင်တော့တာမို့နေရာကနေထလိုက်တယ်ရှင့်ကိုရှင်အထင်ကြီးပြီးတော့ရှင့်မှာရှိပြီးသားရှင်နဲ့ထိုက်တန်တဲ့ရှင့်ရဲ့မိန်းမကိုအထင်သေးနေတာရှင့်ရဲ့အကြီးမားဆုံးယောဂပဲကိုမင်းလက်ရာတလက်စားတဲ့ဝန်ခံခဲ့ပြစီပကြီးကရှင်တင်တဲ့လောက်မချမ်းသာလို့ဘာလုပ်ငန်းမှလည်းမတီထောင်နိုင်တော့ဘူးအဲ့တော့ပကြီးကိုမျောလင့်နေတဲ့ကိစ္စတွေဒီမှာနေမယ်ရက်ပါကျမကိုသွားခွင့်ပြုပါအောင်ကိုမင်းလက်ရာမင်းသွားတွေ့တဲ့ကံပေါင်ဘေးဆိုင်ကနေထွက်လာပြီးကားပေါ်ရောက်တာနဲ့တိမ်ပကြီးကားကိုခက်တွတ်ပဲမောင်းထွက်ခဲ့လိုက်တယ်မင်းလက်ရာပုံစံကတော့သွေးယူသွေးတန်းနေမှုနည်းနည်းကြောက်စရာကောင်းလာတယ်ဘာတူးသေးလဲများကြအေးနင်စိတ်တူလို့လဲတည်လဲတေယုံမဲဟိနင့်မောင်ကလေဘာမှမထူးတာနင့်ကိုဟုတ်တိပတ်တိလဲလိုက်မရှာတလို့အဲ့ဒီစနိုးဆိုတဲ့မိန်းမလည်းသူ့သွားတရားမှာတဒန်းတန်းပါနေတော့မယ်ညကြရဲ့အပြေကြောင့်အလင်ကညကြကရင်မွားနေထပြီးပိတ်ထားတဲ့အလင်ကဖုန်းကိုယူဖွင့်ကြည့်လိုက်တယ်နိုင်ဝက်ချားတကတော့သူငါဖုန်းကိုခေါ်ကြည့်နေတော့မယ်မက်ဆေ့တွေလည်းပို့ထားတယ်အေးနင်အဲ့ဒါလောက်နဲ့ကျေနပ်နေလိုက်အခုအိမ်ကိုပြန်ကျင်နေပြီမလားချောင်းသားကနေမောင်အကျိုးလွတ်လိုက်တဲ့ဒရိုင်ဘာကိုရှောင်ပြီးတော့ဝယ်ကျင်တာဝယ်ပြန်လာပြီးညကြအိမ်မှာအလင်ကပုံးနေတာ3ရက်ရှိနေပြီအဲ့ဒီမိန်းမလည်းငါပြောက်နေတာကိုမသိပဲမနေတော့ဘူးဒါနဲ့များတောင်သူများယောက်ျားနာမှာတွေ့ကပ်နေတော့မယ်နော်ဗီဇာကိုရက်တိုးထားတယ်တင်နဲ့ပြန်မဲ့လန်လည်းမမြင်သေးဘူးလူကလည်းဆေးရုံကဆင်းနေတာဆိုတယ်လန်ပြန်လို့ပါပဲဟဲ့ငါမောက်အတွက်အဲ့ဒီစနိုးနဲ့ရှင်ဒုတိယလို့ဖြစ်နေပြီလားများကြနေရလဲဟဲ့အဲ့ဒီမျက်ရည်ကကျနေပြန်ပြီစစ်မရောက်ခင်မြားကုန်နေရောပဲနင်သာအခုတိုင်ဆက်ပုံးနေအောင်ငါသူတို့နှစ်ယောက်ချင်းတွေကိုဆက်ပြီးတော့နောက်ရောက်ခံလိုက်ကြည့်ပေးမယ်အလင်ကားရဲ့ကုမ္ပဏီအလုပ်လည်းပြတ်များကြလဲတနေ့အငြိမ်မနေရရှာပါဘူးငါတို့ဒီလိုလုပ်ကြရင်မကောင်းဘူးလားဘယ်လိုလဲအလင်ကတွေးမိတဲ့အကြံကိုမြားကြနာကပ်ပြီးတော့ခတ်တူတူတိုင်ပင်ကြည့်လိုက်တယ်ကောင်းပြီလေနင်ဆန္ဒရှိတယ်ဆိုရင်ငါဆက်ပေးပါမယ်ဒါမဲ့နင်အရန်ကြီးတော့မမျော်လင့်နဲ့နော်နင့်ကောင်ကြည့်ရတာနင့်ပေါ်လုံးဝကူးပဲအလင်ကလည်းသိရမို့ခေါင်းကိုမျက်နှာငယ်ငယ်နဲ့ပဲငိမ့်ပြလိုက်ရတယ်ဟယ်လိုထွန်းသစ္စာလားဟုတ်ပါတယ်ဘယ်သူလဲခင်ဗျအော်တို့ကအလင်ကတငယ်ချင်းမြကြရမှာဟိုလေအလင်ကဖုန်းကိုခေါ်တာမရလို့ခရီးကနေပြန်ရောက်ပြီလားအဲ့ဒါဆက်မေးကြည့်တာအတော်ပဲမမြကြရင်ကျွန်တော်လည်းမမြကြရင်ကိုဘယ်လိုဆက်သွယ်ရမှန်းမသိလို့အလင်ကအိမ်ပြန်မလာဘူးကျွန်တော်ကခ
ကြီးကနေအရင်ပြန်နှင်းခဲ့တာအပြည့်ပြက်ကိုအတူကျုံးနဲ့ရှင်းပြနေတဲ့ထွန်းသစ်ဆရဲ့အတန်ကိုညကြတော့အလင်းကပါကြားနိုင်အောင်လို့ဖုန်းစပီကာကိုဖွင့်ပေးထားတယ်ဟာအလင်းကစိတ်ကြီးတယ်ထွန်းသစ်ဆသူ့ကိုလိုက်မရှာအောင်လိုက်ရင်ဒုက္ခပါပဲဒီပြန်လာမလားလဲမသိကြဘူးဆိုတော့ခရီးမှများမတော်တရောဒုက္ခတစ်ခုခုတွေ့နေမှဖြင့်မဟာစိတ်ကြီးတာမှန်ပေမဲ့အဲ့လိုဖြစ်ရလောက်အထိစင်ကြင်ညံနေတဲ့မိန်းမတော့မဟုတ်ပါဘူးကျွန်တော်နဲ့စနိုးကလည်းချောင်းတော်တစ်ခေါက်ပြန်သွားပြီးတော့သွားရှာဖို့စဉ်းစားထားပါတယ်မမြကြရင်လည်းတခုခုကြားရင်ကျွန်တော်ဖုန်းကိုအချိန်မီဆက်ပါဗျဟုတ်ကဲ့အင်းမဒါပဲနော်ထွန်းသစ္စာညကြဖုန်းချပြီးတာနဲ့အလင်ကားကိုမျက်လုံးပြူမျက်စံပြူလှည့်ကြည့်လိုက်သလိုအလင်ကားကိုယ်တိုင်လည်းဆွေးဆွေးခုံမတက်ဒေါသထွက်နေမိတယ်ဒါငါ့ကိုရှာတာအကြောင်းပြပြီးသူတို့နှစ်ယောက်ခရီးအတူထွက်ဖို့ကြံနေတာဟာငါဘာလုပ်တင်လဲမြကြမင်းနေရသေးလားဟဲ့နင်အဲ့ဒီစနိုးပါးဆယ်ချက်လောက်ဘဲပြန်ညာပြန်သွားရရင်တော့တန်နေပြီမရရဲ့လေနင်ထွန်းသစ္စာကိုသာကွာလိုက်တော့ဒါပဲရှိတယ်ငါကြမှာမြကြရဲ့လက်ထပ်ပြီးတာမှဘာမှမကြသေးဘူးဘာလို့ဒီလိုအဖြစ်မျိုးကြုံရတာလဲဟာနေမငိုစမ်းပါနဲ့ဟာတိတ်တော့နော်ငါတို့အဲ့ဒီစနိုးနဲ့စကားစမြည်တွားပြောကြည့်အောင်ဟာငါသူ့ကိုတကူကူလုံးမိမှတေးကြတယ်စိတ်ထိန်ပေါ်ရဲ့လူလေးရင်လည်းလှုပ်ပြစ်ပေါ့အလင်ကားရဲ့ဒေါသစိတ်တရားတော့ငဲဒိတ်ထီအောင်တက်နေခဲ့တယ်အော်ဟိုတယ်ရီဆက်ရှင်ကဧည့်သည်လို့ပြောလို့ဒီမှာစနိုးတိလည်းများများဆဆမရှိပါဘူးဆိုပြီးအံ့ဩနေတာဆဆတောင်ခုနကပဲစနိုးကိုလာပို့ပြီးတော့ပြန်သွားတာလေမောင်ကိုဆဆလို့ပိုင်စိုးပိုင်နဲ့ခေါ်တန်ကိုကအလင်ကားထပ်ပို့ပြီးရင်းနှီးနေတယ်လို့ပါအလင်ကမနှိမ့်မြို့ဒေါသနဲ့တုံရင်နေတဲ့စိတ်ကိုထိန်ပြီးတော့စကားဆလိုက်တယ်ဒူးတည်တယ်မင်းကလွန်ခဲ့တဲ့၄-၅ရက်ကစေးုံရောက်ထားတဲ့လူမမားလို့မထင်ရအောင်တော့လမ်းစမ်းနေရပဲမသိရင်တကယ်မဖြစ်ထားတဲ့အတိုင်းပဲအော်နှလုံးသမားဒီလိုပဲလေစနိုးကြောင့်ပြားရည်စံခီးပြတ်သွားတော့မက်လင်ကဆဆနဲ့စနိုးစိတ်ဆိုးနေတယ်ထင်တယ်ဟုတ်လားဒါနဲ့မက်လင်ကပြန်ရောက်နေတာသိရင်ဆဆစိတ်ပူတက်တာမှာဖုန်းဆက်လိုက်မယ်လေဆဆစီကိုမလိုပါဘူးဒိုးသူ့ကိုတွေ့ချင်းဒိုးယောက်ျားပဲကိုယ်တိုင်ဆက်မှာပေါ့မင်းဆက်ပေးစရာမလိုပါဘူးအလင်ကားရဲ့စကားကြောင့်တကာကြီးလောင်းထားတဲ့စနိုးရဲ့မျက်နှာကကွက်ကနေတစ်ချက်ပြတ်သွားတယ်ဟုတ်ဒါဆိုစနိုးစီကိုဘာကိစ္စဒိုးယောက်ျားနဲ့အနေထိုင်ဆင်ခြင်ပေးဖို့လာပြောတာအလင်ကဒီလောက်ထိတဲတူပြောမယ်လို့ထင်ထားပုံမရတဲ့စနိုးရဲ့မျက်နှာကတော့ခရမ်းကျင်သည့်ပုဂ္ဂိုလ်ဒုံးနဲ့ထိုးခံလိုက်ရတယ်လို့တိတိတတ်တာပြတ်သွားတယ်ဒါမဲ့ခဏပါပဲရှက်ကြောသိရှိပုံမရတယ်လို့ချက်ချင်းမထီထီဖြစ်သွားတယ်ဆဆနဲ့စနိုးကစလုံးမှလည်းအဲ့လိုပဲလေအမြဲတမ်းအရင်ကထွန်းသစ္စာလူလွတ်လေအခုသူ့မှာဇနီးဖြစ်တဲ့ဒုတယောက်လုံးရှိနေပြီသူကယောက်ျားလေးမို့မစင်ကျင်တော့မင်းကတော့အပြိုမိန်းကလေးတယောက်လေးစင်ကျင်မှာပေါ့သူ့ရဲ့စကားမစုံခင်မှာအလင်ကပြစ်သွင်းတဲ့စကားတွေကအရှိုက်ကိုထိသွားတယ်ထင်ပါတယ်စနိုးရဲ့မျက်နှာကဒေါသနဲ့မာနရောင်နေပြန်တန်းလာတယ်အခုစနိုးတို့ကဘာဖြစ်နေလို့လဲစနိုးကမာနမရှိတဲ့သူတယောက်မို့ဆဆကိုဒန်းတူရီတူဆက်ဆံတာတကယ်ဆိုရင်စနိုးကတစ်ချိန်မှာဒယ်ရီအလုပ်တွေကိုဆက်ခံရမယ်လုပ်ငန်းရှင်သူကစနိုးတို့ဒယ်ရီကအယောင်တင်ပေးလိုက်တဲ့လုပ်ငန်းခွဲရှင်တာပဲတနည်းအားဖြင့်အလုပ်သမားဆိုလည်းမမအောင်သူ့အလုပ်ရှင်လာလို့သူ့ရဲ့အလုပ်သမားဂယုစိုက်တာလေမက်လင်ကအလောက်လေးတောင်မင်းမောင်ကိုအလောက်ထိပြောစရာမလိုဘူးစံပေးမှစီရတဲ့လောကကြီးမှာမောင်အရေးချင်းကြောင့်မင်းတို့ကုမ္ပဏီတိုးတက်တာလေအများကြီးပါပါတယ်ငါးယောက်သားရွယ်တူသစိမ့်မိန်းကလေးတယောက်နဲ့ခရီးအတူထွက်မှအလုပ်မြဲမဲ့အလုပ်သမားဆိုရင်မင်းတို့အယောင်တင်တာထက်နှစ်ဆမကငါသူ့ကိုတင်ပေးနိုင်တယ်အခုချိန်ကစပြီးမင်းတို့ကုမ္ပဏီကနေငါးယောက်သားကိုထုတ်တယ်ရှင်းပြီလားရှင်ထုတ်တိုင်းထွက်ရအောင်ဆဆအောင်ကလေးမှမဟုတ်တာသူ့ဆန္ဒကိုလည်းမေးကြည့်ပါဦးအตาလုံးတော့မန်းလင်ကမင်္ဂလာဆောင်ထားတာမကြသေးပဲတကူလက်တွေဘာတွေဖြစ်နေပါမယ်ရှင်မင်းကဲဟာအလင်ကလွန်မယ်ဟိုမှာဟိုတယ်က CCTV တွေတက်ထားတယ်ဒီလိုရှက်ကြောမရှိတဲ့မိန်းကလေးမျိုးနဲ့
ဆက်ပြောမနေတော့နဲ့လာသွားရအောင်အလင်ကဒေါသကိုမြောက်တက်သွားတဲ့လက်တစ်ဖက်စီကိုထည့်လိုက်တဲ့အခါမှာပဲအဲကန်အပြင်ကနေစောင့်နေတဲ့မြကြာပြေးဝင်လာပြီးတားလိုက်တာမို့ထိအောင်မရိုက်လိုက်ရပါဘူးမြကြာဆွဲခေါ်လာတဲ့နောက်ကိုအလင်ကားရဲ့ဒေါသတွေတရှူရှူတရှဲရှဲနဲ့ပါလာရတယ်မိမချင်းကိုချင်းမစာညှိမရတော့လေကိုယောက်ျားနာတယ်သူ့စကားတွေအရင်မဝင်ခင်သူ့အပြောတွေကိုနင်ထွန်းသစ္စာစီကိုသွားရှင်းပြတဲ့အလင်ကလည်းမောင်းရဲ့သဘောထားကိုသိကြပါတယ်ကိုထန်ငယ်ရွယ်တဲ့မိမရွယ်တယောက်ကစီးပွားရေးလောကမှာရောအချစ်ရေးမှာပါကိုယ်စိန်ခေါ်လိုက်တယ်လို့ခံစားခဲ့ရတယ်လေသွားကြတာပေါ့မြကြဒူးော်တိုင်းတခုခုပေါ့ဟဲ့နင်းစိတ်ကိုရှော့မတော့ရမယ်နော်ဒေါသရှိတိုင်းအမားများတတ်တယ်ယောက်ျားဆိုတာလေပြေအေးလေးနဲ့တိမ်သွင်းတတ်ရင်သူတို့ကောင်းမွန်ကိုချီးပဲတက်ပါနေရတမောင်ဟာဒီလောက်အပြောခံလာရတာငါသူ့ကိုလေပြေအေးနေနိုင်အောင်မလားအေးပါငါကိုချင်းစားပါတယ်ဒါမဲ့ဒေါသကိုနောက်မှထွက်ကိုချန်နေရချက်ကိုအရင်အမိဖမ်းရမယ်ပြီးမှဘယ်ချိန်ရိုက်တန်ဆဆဟာလောလောဆယ်နင်းစိတ်လေးပြင်ဆင်ထားတဲ့ဖို့ပြောတာညစာကားမောင်းရင်တစ်ဖက်နဲ့အလင်ကားကိုပြောနေရတာမို့အလင်ကားတိတ်တိတ်ပဲနေလိုက်တယ်ဒေါသဒီဂရီယေစုမတ်ကတော့ရော်သွားဖို့နေတတတွေးလေတိုးလေပါပဲဟင်မမလေးအိမ်ပြန်လာပြီဟုတ်လားချန်ဆောင်ရဲ့အမေကိုအလင်ကပြန်မပြေအားသေးပါဘူးမျက်လုံးတွေကအိမ်ရှိစင်ဝင်မှာရက်ထားတဲ့ကားတစ်စီးစီကိုပဲအဲ့ဒီကဘလူးလို့အိမ်ရှိကိုရောက်နေတာလေဟိုဧည့်သည်မိန်းကလေးတယောက်ရောက်နေပါတယ်မမလေးအတစ်တစ်အငုံငုံနဲ့ပြန်ပြေးနေတဲ့ချန်ဆောင်ကြီးရဲ့စကားကိုအလင်ကမစောင့်နိုင်တော့ဘူးမြကြာကားကိုခြံဝါမှာပဲဆက်သက်ထားခိုင်းလိုက်ပြီးအလင်ကအိမ်မော်ကိုတိတ်ကလေးနဲ့တွတ်တွတ်ပဲတက်သွားလိုက်တယ်။ခြံရှိမှာကားတန်ကြားသလိုပဲနော်ကိုနားချမှတာဖြစ်မှာပါခြံဆောင်ကြီးကကို့ကိုမမေးပဲနဲ့ဘသူ့ကိုမှတကားမဖွင့်ပေးဘူးကိုနားကိုလာစမ်းမှတဲလေးရဆိုဖာခုံရှိပေါ်မှာခြေပြင်းလက်ပြထိုင်နေတဲ့ထွန်းသစ္စာကိုလို့ခေါ်ပြီးအလင်ကားတို့အိမ်ပေါ်ဒီရောက်နေတာကတော့နိုင်ကလပ်ကနေနေကြီးနုနုတို့လင်မယားကိုကလပ်စားချီဖို့အလင်ကားနဲ့မြကြကိုယ်တိုင်ငားဘူးတဲ့တိမ်ပကြီးစီးလာတဲ့ကအလင်ကားမင်းလက်ရအောင်ပေးထားတဲ့ကားခုနကဖုန်းဆက်တာစနိုးမောက်ဘူးလားကိုဘာလို့မကင်တာလဲရင်တဲရှိနေလို့မလားဟမ်သူ့ကိုတဲနဲ့ကိုလွတ်လပ်ကဲလို့ရအောင်တေးလင်ကအမြင်မှာကာပါဖြစ်အောင်လောက်ပပလေးနှွယ်ထားတာပါဆိုလာစမ်းမှာတဲဟာအဲမိန်းမတွေကြောင့်နားထားလိုက်ကြမှာကောင်းထဲမှာငွေနဲ့မောင်းမာဘွားလွယ်ကိုအပေါ်မှာတဲပေးတဲ့တာယာမှုတွေရဲ့စေပုံပုံတပုံစားတောင်မပေးနိုင်တဲ့မိန်းမတွေပါအလင်ကလက်တလောအံ့ဩဒေါသစိတ်နဲ့ကိုထိန်ချုပ်လို့မရတော့ပါဘူးအရှက်မရှိတဲ့မိန်းမနင်ဘယ်လိုမိန်းမစားလဲဆိုတာငါမသိဘူးဆိုတော့ငါအိမ်မော်တီတက်ပြီးငါယောက်ျားတောင်ကြောင်တောင်နှိုက်ရက်တယ်ပေါ့လေအင်းဟာတကားဝအလှပန်းစင်မောကပန်းအိုးတစ်လုံးကိုအလင်ကားရဲ့လက်ထဲကနေတိမ်ပကြီးစီကိုပြစ်လိုက်တယ်ဟာမလုံနဲ့လေဟာပကြီးတိမ်ပကြီးရဲ့ခေါင်းမှာသွေးစားတချို့တွေးလိုက်ရတယ်လို့ထုံးသစ်စာကလည်းအလင်ကားစီကိုပြေးလာပြီးအလင်ကားရဲ့လက်နှစ်ဖက်ကိုဆွဲချုပ်ထားလိုက်တယ်လွတ်ဆန်းအစ်စ်မရှိတဲ့လူရှင်ကလက်ထက်ထားတဲ့မိန်းမပျောက်နေတာကိုမရှာပဲစနိုးလိုမိန်းမကိုတော့ကျမနဲ့ရန်တိုက်ပေးထားပြီးဒီလိုမိန်းမကိုအိမ်ပေါ်ထိခေါ်တင်လာရတယ်ပေါ့လေဟုတ်လားပကြီးကဘာဖြစ်နေလို့လဲမနဲ့မင်းလက်ရာအကြောင်းကိုဦးမချီကအကုန်တီထားတဲ့မိန်းကလေးဖြစ်နေလို့လားအလင်ကရုတ်တရက်ဘာမှမပြောနိုင်တဲ့အထိအံ့ဩသွားမိတယ်မင်းငါစီကအခကျင်းငွေယူပြီးတော့ဂတိမတီတဲ့မိန်းမပဲမောင်မေးတာကိုဖြေစမ်းပါမောင်နဲ့လက်မထက်ခင်ကမနဲ့မင်းလက်ရာဘာတွေလဲရိုးခဲ့ရလားရှင်ငါတိတ်ခါကိုမယုံတင်ကစော်ကားတဲ့ယောက်ျားကဲဟာထွန်းသစ္စာရဲ့မျက်နှာကတပတ်လဲထွက်သွားတဲ့တိအလင်ကားရဲ့ရိုက်ချက်ကပြင်းလွန်းလာပါတယ်ရှင့်လိုယောက်ျားနဲ့မပေါင်းနိုင်တော့ဘူးကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးဖို့အသင့်ပြင်ထားထွန်းသစ္စာပြောပြီးတော့ကြားလာတဲ့မျက်ရည်တွေကိုလူမမြင်အောင်အလင်ကလှည့်ထွက်ဖို့ပြင်လိုက်တယ်နေပေါင်းတေးလင်ကဒိုရှင်းပြပါရစေအခန်းအကွယ်ကနေထွက်လာတဲ့နေကြီးနု
အလင်ကမှအံ့ဩစရာစိတ်နှလုံးတောင်မှမကြံတော့ပါဘူးရှင်နေစီနုနုရှင်တို့တွေပေါင်းပြီးကျမကိုဂလန်စားချေဖို့ကြိတ်ကြံကြတာပေါ့လေဟုတ်လားဘာမှရှင်းပြနေစရာမလိုပါဘူးအဲ့လိုအောက်တန်းစားယောက်ျားတယောက်ချောင်းကိုဘာမှမကြားချင်ဘူးထုံးသစ္စာကိုတူးကားရွှန်ရှာလာတဲ့စိတ်နဲ့ရှက်တော်သားတို့နဲ့အတူအလင်ကနားနှစ်ဖက်ကိုလက်ဖွားနှစ်ဖက်နဲ့ပိတ်ပြီးအာကောင်ချစ်អော်ပြီးတော့လေကားအတိုင်းပဲတတိလက်လိုပြေးဆင်းလာခဲ့တယ်အာအမလေးမအလင်ကအားလုံးရဲ့အထိတ်တလန့်အော်တန်နေအစုံမှာလေကားရင်းကသွေးရိုင်ထဲမှာပုံလေးလဲကျနေတဲ့အလင်ကဝစ်ကြွေးရှင်ဒီများနဲ့သာကြည်ပြရစီတော့တကယ်တော့ပကြီးကတရုတ်ဆောင်ပြိုင်ပွဲဝင်ဖို့စက်ရုပ်မျိုးစုံတရုတ်ဆောင်နိုင်အောင်လို့လူတွေကြားမှာအတွေ့အကြုံဝင်ရှာနေတဲ့ရုပ်ရှင်မင်းသမီးယူတယောက်ပါမမျှကြအဲ့ဒါဆိုရင်နိုင်ကလပ်မှာဒူးရီမင်းကိုတွေ့ခဲ့တာကဟုတ်ပါတယ်အဲ့ဒါတကယ်စပွဲတိုးမလေးကိုမှုံပိုးပေးပြီးတော့သူ့အလုံးမှာတပတ်လောက်အချိန်ပိုင်းသွားဝင်လုပ်ကြည့်တာပါဒါဆိုထွန်းသစ္စာနဲ့ကဘလို့လို့ကိုထွန်းသစ္စာနဲ့ပကြီးကငငယ်ကလေးကအိမ်နီးနားချင်းနေပါသူမြန်မာကိုပြန်လာတိုင်းမှာတွေးကြတယ်လေမောင်နှမအရင်နေလိုပဲအရန်ခင်ကြတာတကယ်တော့ကိုထွန်းသစ္စာမက်အလင်ကာကိုသူ့ကုမ္ပဏီလုပ်ငန်းစဖို့မြန်မာပြည်ကိုပြန်ရောက်ကလေးကတွေ့ဘူးပြီးတော့စိတ်ဝင်စားခဲ့တာပါအဲ့ဒီအချိန်ကလေးကမက်အလင်ကာနာမှာတွဲရှိနေတဲ့မင်းလက်ရာကိုထွန်းသစ္စာတဝင်တူပြီးတော့စာလုံးကိုခဏပြန်တော့မှပကြီးကိုမင်းလက်ရာနဲ့မက်အလင်ကာတို့ရဲ့ပတ်သက်မှုကိုစုံစမ်းခိုင်းခဲ့တယ်အဲ့ဒီမှာငကူကမှတရုတ်ဆောင်ယူပကြီးကစုံစမ်းရုံမကပဲဒီဇလန်မှာကိုယ်တိုင်ပါဝင်တရုတ်ဆောင်လိုက်တယ်ဒါဆိုရင်အလင်ကာနဲ့မင်းလက်ရာဘာမှမပတ်သက်ခဲ့တာသိရတာနဲ့သူကဘာလို့အလင်ကာကိုအခုလိုမျိုးစိတ်ဒုက္ခတွေရအောင်ပြန်ဖန်တီးရတာလဲညကြအချင်းပေါက်နေတဲ့စိတ်ကိုမထိန်နိုင်စွာထွန်းသစ္စာဘက်ကိုမင်းငေါ်ပြီးတော့အငေါ်ဒူးတီပဲဆိုလူမိုင်မေးမေးလိုက်မိတယ်စေယုံအထူးကန်းကရင်မော်ကပတ်တီအဖွေးသားနဲ့မိမျောနေစေအလင်ကားရဲ့လက်ကိုကြစ်ပါအောင်စုပ်ကင်ပြီးခေါင်းကိုက်ဆိုင်နဲ့တိတ်ဆိတ်နေတဲ့ထွန်းသစ္စာကတော့ဘာမှဝင်မပြောနိုင်ဘူးကိုထွန်းသစ္စာမက်အလင်ကာကိုအယမ်းချစ်တာလေအစားတော့မမျှကြတို့နှစ်ယောက်ဒေါသတကြီးနဲ့ဂလက်စားကြည့်ဖို့လူငားနေကြတဲ့ခြေလွန်လက်လွန်နေဖြစ်မှာဆိုလို့ပကြီးကဒီကိစ္စကိုဝင်ပြီးတော့တရုပ်ဆောင်ပေးတာပါနောက်တော့မက်လင်ကာတို့နှစ်ယောက်ချစ်သူဖြစ်သွားကြတော့မက်လင်ကာအဲ့ဒီဂလက်စားအစီအစဉ်ကိုရက်ခိုင်းခဲ့တယ်လေအဲ့ဒီမှာပဲကိုထွန်းသစ္စာမင်းလက်ရအပေါ်မှာမက်လင်ကဒီလောက်ငဲ့ညာနေတာဘလို့ပတ်သက်ခဲ့ဘူးလို့လဲဆိုတဲ့တဝန်တိုစိတ်ကပိုကြီးလာတာပဲသူကမက်လင်ကသူ့ပေါ်ပွန့်ပွန့်လင်းလင်းရှိစေချင်တာလေပြီးတော့မက်လင်ကာကိုစော်ကားပြောဆိုသွားတဲ့နေကြီးနုနုကိုလည်းမက်လင်ကာစီကိုပြန်ပြီးတော့လာတောင်းပန်စေချင်တာတစ်ဖက်ကနေကြတော့လေကိုဝန်တန်းတယောက်ရဲ့မိန်းမလာပြောဆိုဝန်ခံရလာအောင်ဒီကိုဝန်တန်းကိုအခွင့်အရေးပေးခဲ့တဲ့မက်အလင်ကာကိုသူ့မိန်းမနေရာနေကိုချင်းစာစိတ်ရှိတတ်စေချင်တယ်အဲ့ဒါနဲ့စနိုးကိုသူ့ရဲ့အလုပ်ရှင်သမီးနေရာနေတရုပ်ဆောင်ပေးဖို့အကူအညီတောင်းတော့တာပဲဒါဆိုရင်အခုကိစ္စမှာစနိုးကလည်းပကြီးတို့ရဲ့ဘတ်တော်သားတယောက်ပဲပေါ့လေဟုတ်လားပကြီးကိုထွန်းသစ္စာဘက်ကိုခေါင်းငှဲ့ကြည့်ပြီးတော့ဇက်တိုက်ထားတာတွေကိုဝန်ခံရင်းနဲ့ခေါင်းကိုအာနာနာနဲ့ညှိပြလိုက်တယ်။အိုးဘာပဲပြောပြောဒုတငယ်ချင်းကနေကြီးနုနုလိုဝိုင်းရင်အိမ်အောင်တယ်မှာမဟုတ်တာကိုချင်းစာတန်အောင်ဝစ်လေခိုင်းမဲဆိုရင်တော့ပြားရည်စံခရီးမဆုံးမဲနဲ့တော့ဒါကဒီလိုပါမမျှကြအဲ့ဒီရက်ကဒီမှာမင်းလက်ရနဲ့နေကြီးနုနုတို့ကအခြေအနေအရန်ဆိုးနေကြပြီနေကြီးနုနုကိုယ်တိုင်မက်လင်ကာကိုလာတောင်းပန်တော့မဲ့အချိန်မှာကိုထွန်းသစ္စာမက်လင်ကာကိုရှိစေခြင်းနဲ့လေအဲ့ဒါမှမက်လင်ကာရဲ့ရှင်ထဲမှာစူးနေတဲ့စုကတက်တာသွားမှာတဲ့အဲ့ဒါကြောင့်နေကြီးနုနုကမက်လင်ကာဖုန်းကိုဆက်တဲ့အချိန်မှာကိုထွန်းသစ္စာစနိုးကိုအကြောင်းပြပြီးတော့ဒီကိုအမြန်ပြန်ကြဖို့လုပ်တာပါသူ့ရဲ့စိတ်ကူကတော့ဒီကိစ္စတွေကိုသူသိပြီးသားမို့မက်လင်ကတမင်ဖုံးကွယ်နေစရာမလိုတော့သလိုမက်နေကြီးပြန်လာမတောင်းပန်မဲနဲ့လေမက်လင်ကကိုစားသူမကျေနပ်နိုင်ဘူးလေပြီးတော့မက်လင်ကသူ့ကိုဘလောက်ချစ်ပြီးဘလောက်တဝင်တူချောင်းကိုလည်းသူသိကျင်တယ်မင်္ဂလာဦးအမတ်တရအဖြစ်ပြက်ပေါ့သူတွေးထားတာကမင်္ဂလာဦးအမတ်တရအဖြစ်ပြက်ပေါ့ဒါမဲ့မက်လင်ကထင်တယ်လို့ပြန်မလိုက်လာပဲနဲ့မမျှကြာနာမှာသွားရှောင်နေလို့ပကြီးအားပါ
နေကြီးနုနုကိုခေါ်လာပြီးတော့အခုကိစ္စမှာထပ်ပါလိုက်ရတာပါနေကြီးနုနုလည်းအခုဆိုအရန်ရှက်ပြီးတော့နောင်တတွေလည်းရနေပါပြီမင်းလက်ရထင်ထားတာတက်ပူဆိုးတယ်လေပြီးတော့ဟိုကိုရီစနက်နဲ့တိတ်တော်မကင်းပါဘူးအဲ့ဒါကြောင့်နေကြီးနုနုလာတောင်းပန်တဲ့အချိန်ကိုထွန်းသစ္စာလေလွင့်နေတဲ့မင်းလက်ရကိုသူ့ရဲ့ကုမ္ပဏီမှာတနေရာစာခံပေးလိုက်မယ်ပြီးတော့အားလုံးတန်တရားကင်းကင်းနဲ့ပျော်ရွှင်စွာပြီးဆုံးကြလေတည်းပေါ့သူကအဲ့လိုရည်ရွယ်ခဲ့တာပါအခုတော့ငါတငယ်ချင်းအပြိုကြီးကသူ့ဘာသူတယောက်တည်းနေတော့ကအကောင်အိမ်အောင်တဲ့ဘဝအစမှာပဲစိတ်တန်ရာပေါင်းများစွာဖြင့်အခုခေါင်းကတန်ရာကြောင့်တတိပြန်လဲရင်တောင်မှတ်ညာအကောင်တိုင်းရှိမရှိမတိကြဘူးတဲ့လေနင်ဘယ်လိုလုပ်ပေးမှလဲထွန်းသစ္စာညစာပြောရင်းနဲ့ငိုတန်ကြီးပါလာပြီးတော့လူနာကရင်ပေးမှာတိတ်ဆိတ်နေတဲ့ထွန်းသစ္စာဘက်ကိုလှည့်ပြီးလက်မောင်းကြီးကိုကင်လုပ်ပြီးတော့မေးလိုက်တယ်ကျွန်တော်မကိုအရန်ချစ်လို့အခုလိုတွေဖြစ်လာရတာပါမမျှကြကိုသူတော်ကောင်းကြီးလုပ်ပြီးမကိုကိုချင်းစာတက်အောင်လို့ဝတ်တွေဖန်တီးရင်းနဲ့ကိုယ်တိုင်နဲ့ဝတ်တွေလဲနေရသူပါဗျာမကျွန်တော်အပေါ်မှာတဝင်တူရင်ကျွန်တော်ကိုချစ်လို့ဆိုပြီးကျွန်တော်အရန်ပြောတယ်အဲ့ဒါကြောင့်အခုလိုတွေဖန်တီးမိတဲ့ကျွန်တော်ကိုခွင့်မလွတ်ပါနဲ့မမျှကြကျွန်တော်ကိုမကိုစားကြိုက်တယ်လို့ရိုက်ပုတ်ပြီးတော့ထူထောင်ပစ်စမ်းပါဗျာမခံစားနေရတဲ့ဝေဒနာတွေကိုဖြစ်နိုင်ရင်ကျွန်တော်ရဲ့ကိုယ်ပေါ်ပဲရောက်လာစေချင်တာပါယောက်ျားတမဲ့မြင်ဘူးနေကြတန်မာထက်မြက်ပြတ်သားတဲ့ထွန်းသစ္စာရဲ့ပုံစံနဲ့မလိုက်ဖက်စွာမျက်ရည်တွေပိုးတိုးပေါက်တောက်ကျလာတာမို့ညစာဘာပြန်ပြောရမှန်းတောင်မသိတော့ပါဘူးထွန်းသစ္စာပြောလဲပြောသူ့ရဲ့ခေါင်းသူလည်းတွေ့ကြရနဲ့ကောက်ထုနေတာမို့ညစာနဲ့တိမ်ပကြီးကအတင်ဆွဲထားလိုက်ရတယ်ဖြစ်ပြနေတဲ့ကိစ္စအလုံးစုံကိုကြားနေရပေမဲ့လည်းအလင်ကမျက်လုံးကိုတော့မဖွင့်မိသေးပါဘူးသူမျက်လုံးမဖွင့်ချင်သေးဘူးဖွင့်မိရင်တောင်မှလည်းမှတ်ညံအကုန်လုံးကအကောင်းတိုင်းရှိနေစေထက်မြက်တန်မာတဲ့မိန်းမသားကြီးတယောက်မဖြစ်ချင်သေးဘူးလေအခုကိစ္စတွေကမောင်ပေးခဲ့တဲ့ဝတ်တွေဆိုပေမဲ့အလင်ကအမားတွေလည်းမကင်းခဲ့ပါဘူးအညိုကြီးကလစားချေတတ်တဲ့စိတ်ကြောင့်နေကြီးနုနုတို့လင်မယားကွဲနေရတာမို့သူ့နေရာမှာကိုသာဆိုရင်လဲဆိုတဲ့အတွေ့နဲ့မိမချင်းကိုချင်းနဲ့စားတတ်လာတယ်နေကြီးနုနုအလင်ကကိုပြောဆိုခဲ့တယ်လို့ပဲအလင်ကလည်းစနိုးကိုပြောမိရုံမကပဲတိမ်ပကြီးကိုပါခေါင်းပေါက်တဲ့အထိပန်းအိုးနဲ့ပြစ်လိုက်မိသေးတယ်ဒါမဲ့အလင်ကမတောင်းပန်ခြင်းမူအခုလိုဖြစ်အောင်ဖန်တီးခဲ့တာတဝင်တူခံရတာကိုကြိုက်လို့ဆိုတဲ့ထွန်းသစ္စာကိုတော့အခုလောက်နဲ့နောင်တတွေမရက်စေချင်သေးဘူးနည်းနည်းလေးတော့နောင်ကျင်သွားစေချင်တယ်မောင်နာမှာမောင်ပါဝင်ဘသူ့ကိုမှမမှတ်မိသေးတဲ့အယူမလေးအဖြစ်အချိန်အတိုင်းတာတစ်ခုတည်းအယူကွက်နင်းကျင်နေသေးတယ်မခေါင်းကအနာနေသေးလားယင်နည်းနည်းနာတယ်ဒေါက်တာကဆေးထည့်ပေးမလို့လားမောင်လို့ခေါ်ပါစို့ကွာဟင်ဒေါက်တာမို့ဆေးကုပေးဖို့အလင်ကအိမ်ကိုလိုက်လာတာဆိုအဲ့ဒါဆိုရင်ပြန်လေအလင်ကနားမှာမအိမ်နဲ့မရဲ့မောင်ကိုပြောရလိုက်တာဗျာကဲမောင်ကဒေါက်တာဆိုလည်းမမအောင်ပြီးတော့နောက်တစ်ခုကမောင်ကမရဲ့ယောက်ျားလို့ခေါ်တယ်ဗျယောက်ျားဆိုတာဘာလဲရင်အလင်ကမျက်လုံးလေးကိုထောင်းကပ်ပြီးမတိနားမလဲတယ်လို့မေးလိုက်တယ်အလင်ကရဲ့ဦးကြောင်အပြောတွေနဲ့၃ချက်လောက်ထုတ်ထားတဲ့ခေါင်းကဒဏ်ရာကြောင့်အိမ်ပြန်ရောက်ပြီးတစ်ပတ်လောက်ထိအလင်ကကိုမြင်သာမြင်မကျင်ရတဲ့မောင်ကတော့နှကန်းတကိုက်ကိုက်နဲ့မချစ်မရဲဖြစ်နေတယ်တခါတလေအိတ်ချင်အောင်စောင့်နေတဲ့အလင်ကရဲ့နှစ်ဖူးလေးကိုကုန်းနှံပြီးမောင်ရဲ့အသက်ရှူတန်တွေကအယမ်းမြန်နေတာအလင်ကသိတယ်တညတလေလဲအလင်ကရဲ့ခါကျင်လေးကိုဖွားဖွားလေးလာဖက်ထားတတ်တယ်အလင်ကမထင်တယ်လို့အလန့်တကြားထအောင်ပြီးတော့အိယာဘောကဇင်းခိုင်းတတ်တာမို့သူ့မှာတော့မဝင်မရဲနဲ့ပါစိတ်ဆင်းရဲခဲ့ရတာတွေပြန်တွေးမိတိုင်းယူးကြအောင်ဆောင်ပြီးတော့နှိပ်ဆက်ပေါင်းနဲ့မနှဲတော့ဘူးတခါတလေအိမ်ပေါ်မှာတောင်မှပေးမအိပ်ပဲမောင်းချတာမို့ချမ်းဆောင်ကြီးနဲ့သွားအိပ်ရတဲ့ရက်တွေလည်းရှိခဲ့ဘူးတယ်ချစ်လို့ယူခဲ့တာပဲမို့အလင်ကဒီတက်ပို့ပြီးတော့မငင်းစေရတော့ပါဘူးပြောလေဟိုယောက်ျားဆိုတာအိမ်တောင်ဦးစီလေမရဲ့အိမ်ဦးနဲ့ပေါ့ပြီးတော့မောင်ကယောက်ျားမောင်မိမဆိုတာလေဟိုကွာမောင်ဘာလို့လိုက်ရောရတယ်ဟုတ်လား
လိုက်ရောတယ်ဆိုတာရောဘာလဲမောင်ကအကျက်ရိုက်သွားပုံနဲ့သူ့ကောင်းသူဖော့ဖော့ကုန်းလိုက်တယ်အဲ့ဒါဥပမာကွာမောင်ကထမင်းစားကျင်နေဆိုရင်မကခူးချွေးရတယ်အော်အခုထမင်းစားကျင်လို့လားခူးချွေးမယ်လေဟာမအမေအိယာဘွားထားလိုက်တဲ့အလင်ကကိုမောင်ကတော့ထိုင်ရက်ကနေလက်တစ်ဖက်လှမ်းဆွဲလိုက်တာမို့အလင်ကမောင်ရဲ့ရှင်ခွင်ထဲကိုပုံကနေပြန်ထိုင်လဲကျသွားတယ်ဥပမာဆိုတာတကယ်ပြောတာမဟုတ်ဘူးအစမ်းပြောပြတာပြီးတော့မောင်စေးကုပေးရင်လည်းမကခံရမှာသူ့ရဲ့ရှင်ခွင်ထဲကနေရုံးနေတဲ့အလင်ကကိုပြန်ဆွဲထားရင်လည်းအလင်ကရဲ့ပွန်းပက်ရာအနက်ဖေးစာလေးတွေနေရာကိုမတိမတာလိုက်ဆန်းပြီးတော့ပုတ်တက်ကြည့်နေတယ်အလင်ကရှက်နေပေမဲ့ရှင်ခုံတန်းကလည်းတားမရစီမရဖြစ်နေတယ်ဟိုမောင်ကဒေါက်တာကဘယ်လိုဆေးကုပေးမလို့လဲဟာမှန်နေပထမတစ်ခါခေါ်တာပုံမှန်နေမောင်လို့ခေါ်ရမယ်နော်မအလင်ကမျက်လုံးလေးပြူပြီးတော့ခေါင်းငိမ့်ပြလိုက်တယ်ခေါ်ကြည့်ပါဦးမောင်လို့မောင်မရတော့ဘူးဟင်ဘာလဲမောင်ကပါဇက်နဲ့မဖြေတော့ပါဘူးနူးညံ့နှွေးထွေးတဲ့မောင်ရဲ့နှကန်းဆောင်ကအလင်ကရဲ့လေတိုင်းကြောကနေနူးညံ့ရင်ညွှန်းစီကိုတရွေ့နဲ့ရွှေ့လာတယ်ရစ်ပတ်နောင်တွေပြူစားတတ်တဲ့မောင်ရဲ့လက်စုံတို့ကလည်းဝတ္တရားမပြတ်ပဲအလင်ကားအပေါ်သူ့ရဲ့မမောတက်မမှုတွေကိုတမျက်တတုံးနဲ့ပြသနေတယ်အသက်ရှူတန်မြင်းမြင်းလေးနှစ်ခုကနေမောဟိုက်တုံရင်မြန်ဆန်လာတဲ့အသက်ရှူတန်ပြင်းပြင်းနှစ်ခုစီကိုတကြိတ်ခုန်နေတဲ့ရှင်အစုံကလည်းအခိုက်တန့်စောင့်စည်းခင်ရတဲ့ဝစ်တွေကြည်ခြင်းကိုချုံမြိန်စွာနဲ့ဖြတ်ကျော်သွားတော့တယ်ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးခဲ့တာကတော့အချစ်ချမ်းနဲ့မောင်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နောက်ရက်များမှာလည်းဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်လို့ချစ်တဲ့ပရိသတ်များကကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်နော်။ဒီနေ့မှနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။အားလုံးပဲကောင်းသောနေ့လေးဖြစ်ကြပါစေရှင်။